အဲ့ဘာလို့ရမတော့ငါပေါ့လေအဲ့လိုထမင်းလေးစားပေါ့အားလေးရှိအောင်နှုတ်လေးတောင်းပေါ့အဲ့လိုမွေးပြီးတော့သူ့ကိုယ်သူနေတော့မှတနေ့တော့သူ့ပြုစုစောင့်ရှောက်နေကြတဲ့သူတွေကလည်းပဲဒီလူကတော့တရားတွေဖြတ်သွားပြီမလို့တော့သူ့တော့ဖြစ်တို့အားကိုးနေလို့မဖြစ်တော့ဘူးဆိုပြီးတလားအဲ့ဒီလူတွေကလည်းအဲ့ဒီတော့ကနေကိုပြောင်းသွားပြီသူနာနေပြီးသူ့မပြုစုရုံနဲ့မကပဲနဲ့သူနာနေပြီးမပြုစုရင်တို့ကြောင်ရကြမယ်ပေါ့သူနဲ့ဝေးရသွားကြတော့ဆိုပြီးတော့ဟိုးမိုင်တရားကျော်လောက်ဝေးရမိဂဒာဟုပဲထွက်သွားပြီတော့ပြောင်းသွားပြီဟောသူတယောက်တည်းကြံတော့လူဝမာနလန်ထပေါ့နော်အဲ့လိုပဲသေနာဆိုတဲ့ဏီကုန်းကလေးသွားပြီးဆွန်လေးခံစားပြီးဒီနေ့ကျတော့ဘာဖြစ်တော့ဆိုတော့သူညောင်ပင်တပည့်အောင်မှာနေနေတယ်စိတ်ကြောင်းညောင်ပင်လို့ဆိုတဲ့အစားပါလားဒီစိတ်ကြောင်းညောင်ပင်အောင်နေတော့ဒီနေ့တော့ဒီညောင်ပင်ကိုသားစုပန်ပြီးသားလေးမွေးတာနဲ့မို့လို့အဲ့ဒီမွေးတဲ့ဟာကိုဒီနတ်ကမလို့တာမွေးတာပဲဆိုပြီးတကလားကျေးဇူးတင်တာကြောင့်ဒီသူ့အရက်ကိုပြန်လာတဲ့ခါကျသူကဗာရာဏသီမှာနေတာအခုဒီမှာကတော့သေနာဆိုတဲ့ဏီကုန်းကသူ့ရွာသူကအိမ်တော်ကြတာဗာရာဏသီမှာသွားကြလို့ပေါ့နိအဲ့ဒီအမျိုးသမီးကတခါတည်းကျေးဇူးတင်တဲ့အနေနဲ့သူကိုရက်ကိုရွာရောက်တော့ဒီညောင်ပင်ကြီးတော့သွားပူဇော်အောင်ပါပဲဆိုပြီးတော့တခါတည်းနိုဒမင်းနေချက်ပြီးလာပူဇော်တဲ့အခါကျတော့သူ့ကိုလည်းပဲတခါတည်းနတ်ကြီးဖြစ်နေပူဇော်သွားဒီသူ့တရားထုတ်နေတဲ့ပုဂ္ဂိုလ်ကလေးတယောက်ဆိုပြီးတော့ပေးသွားတာမဟုတ်ဘူးနတ်ကြီးကငါ့ကိုတိုင်ကိုကြတခါတည်းငါလှူတဲ့စွန်းကိုလက်ခံပြီးတော့သုံးဆောင်ပေးတယ်ဆိုပြီးသူလည်းဝမ်းသာသွားတာပေါ့ဒါနဲ့သူကလည်းထမင်းကောင်းဟင်းကောင်းစားရပြီးနောက်ကျတော့ပျော်သွားတာပေါ့လူဆိုတာလည်းထမင်းကောင်းဟင်းကောင်းစားလို့ရှိရဲ့အကြံကောင်းညံကောင်းလည်းထွက်တာဗျနော်အဲ့တော့တော်များအကြံညံများမဖြစ်နေဘူးဆိုရင်တော့ငါတော့အစားတောက်များလားဟာလို့ဆိုတော့လည်းနည်းနည်းပါးပါးပြန်စီမြင်ကြအောင်ဗျနော်ဟောကျုပ်တို့သိတတ်တာဒီလိုလေးစားကောင်းတောက်ကောင်းကလေးစားရပြီးတဲ့နောက်ပိုင်းကျတော့သူစိတ်တွေကြည်သွားတာဗျကြည်သွားပြီးတော့တခါတည်းသူကဘာလုပ်တော့ဆိုရင်တော့ရေသွားချိုးဒါလည်းမြစ်ထဲသွားပြီးတော့ရေသွားချိုးပြီးတော့အဲ့ဒီကနေပြန်လာမှမျက်ရည်သမားစီကနေပြီးတော့မျက်စုပ်ကလေးနဲ့အလှခန်းလာခဲ့ပြီးတော့ဘောဓိပင်လို့ဆိုရတယ်အဲ့ဒီအဇဘာလညောင်ပင်နာတစ်ပင်အောက်မှာအဲ့ဒီမှာတခါတည်းမျက်တွေကိုပုံပြီးတော့တခါတည်းထိုင်ပြီးတော့နေတော့အဲ့လိုထိုင်ပြီးနေတဲ့အခါကျတော့သူ့မင်ဘာတရားမှမရှိပဲသူဘာလို့အောင်မယ်မသိဘူးတရားလက်လွတ်မျက်တောင်ကျုပ်ဖြစ်နေတာပေါ့ဘာလို့အောင်မယ်မသိတော့ဒီအာယုငါးပါးကာမဂုဏ်တရားဖြစ်တဲ့ဌိနံလည်းငါမရှိတရားလည်းဘာလို့အောင်မယ်မသိအဲ့လိုဆိုတော့ပြောမစင်တော့လူဘောလောကြီးဖြစ်အဲ့ဒါသိစိတ်ပြည့်စရာကောင်းတယ်ဖြစ်ရလို့လူပြောရမှာပေါ့ဗျာကိုရီမှန်းထားတာလည်းပဲပျောက်ပြီကိုနောက်ခံပြီးတော့တကယ်ရှိခဲ့တဲ့ဟာလည်းပဲဖြောက်ထားခဲ့လို့ပျောက်ပြီလို့ဆိုတဲ့အခါကျအဲ့ဒီအနေမှာမှသူဘာမှလုံးစရာမရှိကြစရာမရှိဖြစ်ပြီးတဲ့နောက်သူ့အနေနဲ့အဲ့ဒါကြီးကိုတော်တော်ကြီးစိတ်ကြပြီးတလားသူတစ်စီချောက်တော့ပြောမယ်ဆိုမာနကနေပြီးတော့လာပြီးတော့ပလင်လူတော့တာဆိုပြီးတော့ကျုပ်တို့ဗုဒ္ဓဘာသာကြီးပြောရတယ်ပလင်ဆိုတာမျက်ပုံကြီးပြောတာပါအပ္ပရာတိတပလင်ဆိုပြီးတော့ပလင်ပြောလိုက်လို့များတော့တခါတည်းသိအကြီးကျယ်ကြီးမမှတ်နဲ့တကယ်တော့မျက်တွေပေါ်မှာထိုင်နေတာဆိုတော့မျက်ပလင်ရှိတာနတ်ကြီးကမျက်ပလင်လာလူတာလားဗျာဘယ်တကယ်တော့ဟုတ်မှာတော့ဗောဒါပေမဲ့လို့လည်းပဲပြောရတာပေါ့ဗျာကျွတ်တော့လည်းမသိနေကြတော့ဘူးလို့ဆိုတဲ့အခါကျဟိုမိုးဘောကမန္တကြီးအားတဲ့ဟောဒီသူ့ပလင်ကိုလာလူတာဆိုပြီးတော့သူ့လာ၆တော့တာပေါ့ဒါလည်းတိုက်မဟာခိုက်မဟာနှင်ထုတ်ဟာတခါပထုတ်ဟာနဲ့အကုန်ပြောဆိုပြီးတကယ်တော့သူ့တစ်စီ၆တာတစ်စီဆိုတာလည်းပဲမနတ်ပဲဗျမနတ်ရဲ့အတိုင်းဝိုင်းလို့ပြောပါပေါ့ဟိုဗုဒ္ဓဘာသိဒ္ဓတာကို၆တယ်ဆိုတာလည်းမနတ်ပဲဗျမနတ်ဆိုတာမိုးဘောမနတ်ကြီးမဟုတ်ဘူးနော်ကျုပ်တို့တွေ့စီမှာစိတ်ပြက်လက်ပြက်နဲ့တခါတည်းဖြစ်သွားလို့စိတ်ဓာတ်ကြီးကျသွားတဲ့အခါမှာထင်ပေါ်လာတဲ့ရုပ်ပုံကိုမနတ်လို့ခေါ်တာဗျနည်းနည်းလေးကျုပ်တို့တွေးကြတဲ့ယောဂါဆိုပြီးတော့ဥပမာကျုပ်တို့အောက်တွေးရ80လောက်ရှိရမယ်ဟာ90လောက်ရှိပြီအထက်တွေးရ120လောက်ရှိရမယ်ဟာကျုပ်တို့ကတခါတည်း80 60လောက်ရှိပြီဆိုရင်ကျုပ်တို့တွေးကြပြီဆိုရင်တော့ကျုပ်တို့အိမ်မက်မဲ့သိုးလေးကြီးတဲ့မက်မှာပြောရမယ်နော်ဒါတွေးကြရင်ဖြစ်တဲ့ကျုပ်တို့အိတ်တဲ့အခါမှာဖြစ်တဲ့အိမ်မက်သိုးတွေးမကြဘဲနဲ့စိတ်ကြပြီဆိုတော့ဗျာစိတ်ကြပြီဆိုလို့ရှိရင်ဖြစ်တာကြတော့အိမ်မက်ကြမှာသိုးမက်မှာမဟုတ်တော့ဘူးမြင်ရတာလေးကွာစိတ်ပြက်စရာတွေကြောက်ရွံ့စရာတွေနှလုံးနာစရာတွေပဲသူကမြင်တော့မှာဗျာအဲ့ဒါတစ်စီ၆တာဒီတစ်စီ၆တာကိုဘာဖြစ်တာလို့ပြောမှဆိုစိတ်ကြပြော
တုတုသိဋ္ဌထသိကြပြီဒါကြောင့်မလို့သူလည်းပဲတစ်စီ6ပြီအဲ့ဒီ6တဲ့တစ်စီကဘယ်သူလို့ဆိုမာနဒါလိုပြောရတာပေါ့ဗျာတကယ်တော့သူ့ဘာသာသူစိတ်ကြလို့ဖြစ်တာလို့ပြောအဲ့ဒီလိုစိတ်ကြတာကိုပဲမာနဝင်တာလို့ဒီလိုပြောရတာပေါ့ဗျာအဲ့တော့တုတုသိဋ္ဌထအဲ့ဒီလိုမျိုးလို့6ပြီမဲ့တုတုသိဋ္ဌထမကြောက်ကြောက်တော့ကြောက်မှာပေါ့ကြောက်ပြီမဲ့လို့သူတင်းခံနိုင်ခဲ့တင်းခံနိုင်ခဲ့တယ်ဆိုတာဟာငါကတကယ်တော့ငါမကောင်းတာတွေလုပ်နေတာငါကောင်းတာတွေလုပ်ကောင်းတာတွေလုပ်နေတဲ့ငါကဘာဖြစ်လို့ဒီဟာတွေရဲ့စားတာဝါတာတိုက်ခိုက်တာငါခံရမှာငါမားတာတွေလုပ်နေမှာမဟုတ်ပဲဒီနေရာနေဘာမှထွက်ပြေးဖို့မလိုဘူးငါလုပ်ကြရှိတာမြဲမြဲလုပ်ဖို့ပဲဟောဒီမြေကြီးကြီးဟာဘာဖြစ်နေနေ तू မရွှေ့တယ်လို့ငါမရွှေ့ငါအကျင့်ကငါမရွှေ့ဘူးလို့တဲ့ तू ကအဲ့လိုမြေကြီးတက်တွေထူပြီးတော့ရက်တီလိုက်တာအဲ့လိုရက်တီလိုက်လို့မလို့ तू ကဘာဖြစ်လဲဆိုစိတ်ကြီးသွားပြီပြန်ပြီးတော့အားတက်သွားပြီစိတ်ပြန်တက်သွားပြီအဲ့လိုစိတ်တက်သွားတာစိတ်ကြပြီးနောက်ပြန်တက်ရတာကနေလိုကောင်းနေဗျအဲ့ဒါလည်းဥမာခင်ဗျားတို့လည်းငယ်ငယ်ကမိနဲ့ဖေနဲ့စိတ်ဆိုးပြီးကြလားငိုခဲ့ဘူးမှာငိုပြီးနောက်အေးရတာမြန်တော်တော်ကောင်းတယ်နော်ခင်ဗျားတို့အဲ့ဒါပြန်လဲစဉ်းစားကြည့်ကြတာစိတ်ကြသွားပြီးနောက်ပြန်ပြီးစိတ်ကြည်ရတာတော်ကောင်းတယ်လို့ပြောရမှာပေါ့နော်အခုလဲ तू ကစိတ်ပြန်ကြည်လာတဲ့အခါကျတော့အော်ငါဘာတရားမှလုံးเสียမရှိဘူးလို့ဖြင့်လုံးဖို့မကောင်းပါဘူးပေါ့ဘာဖြစ်လို့လဲဆိုရင်ငါငငယ်တုန်းကပြောမစို့လာသားရွယ်လေးငါဖေလေထုံမင်္ဂလာလုပ်အဲ့ဒီလေထုံမင်္ဂလာလုပ်တဲ့အခါငါ့ကိုအထိန်ရတွေကပြစ်ထားပြီးသူတို့ဆရာကြီးလေထွန်တာသွားကြည့်ကြငါနေရဘူးလို့ငါလည်းမငိုပဲနဲ့ဒီတိုင်းပဲအဲ့ဒါကိုငါဖခင်ကနေပြီးတော့သိတဲ့အခါကျတော့အမလီချီမွန်ထောဝနာတွေလို့ငါသားလေးရတော့တကယ်မြင့်မြတ်တဲ့လူတကယ်ကောင်းတဲ့သူနဲ့ရှ िख ိုးတယ်အဲ့လိုမျိုးငါသိရအဲ့တော့ငါဘာဖြစ်လို့ तू ကချီမွန်ရဘာဖြစ်လို့ထောဝနာလုပ်ရတာဩငါကအဘိဓါလို့ဆိုတဲ့အလိုကြီးတဲ့စိတ်ရှိဗျာပါဒလို့ဆိုတဲ့ဖြည့်စည်းတဲ့စိတ်ရှိဒီလိုစိတ်ကလေးနှစ်ခုမရှိတာကိုကောက်ချက်ချရတယ်တကယ်ဆိုတော့ငါအသက်ရှူတတ်ခါရှိုက်တတ်ခါရှိသေးတယ်ဒီအသက်ရှူတတ်ခါရှိုက်တတ်ခါရှိသေးတာဆိုတော့အဘိဓါဆိုတဲ့စိတ်ကလည်းငါမထဗျာပါဒဆိုတဲ့စိတ်ကလည်းငါမထဒီလိုဆိုတော့ငါငြိမ်နေတော့ကောင်းတာဆိုတော့ငါချီးမွမ်းတာပေါ့ထောပနာပေါ့လို့ဒီလိုဆိုရင်အဲ့ဒီသေးသေးတော်တော်လေးဖြစ်တဲ့သိဋ္ဌထအဘိဓါပါအဘိဓါနဲ့ဒေါမနတမရှိလို့သူ့ချီးမွမ်းရတယ်ဆိုရင်ငါလောက်ကြီးတဲ့သူတယောက်ကသွားတတ်စားတတ်လှုပ်ရှားတတ်ဖြစ်နေတဲ့သူတယောက်ကဒီအဘိဓါနဲ့ဒေါမနတမရှိအောင်နေလိုက်ရင်ဒီလိုမရှိအောင်နေတာကြောင့်ဘယ်ငါချီးမွမ်းလို့မဆုံးဖြစ်မှာပေါ့ဒါငါကျင့်ရမှာပေါ့သူ့အကျင့်ကိုသူ့စီမှာတွေ့ပြီဗျာအရင်တော့ကတော့ရှောက်ကျင့်နေတာတကယ်အလုံးမဟုတ်တာတွေအဟုတ်မဟုတ်တာတွေရှောက်ကျင့်နေတာဘာဖြစ်လို့လဲဆိုအကောင်တွေခွာမှသမုဒိသစ္စာတွေခွာမှသမုဒိသစ္စာရှိရင်ကာမတွေဖြစ်တယ်ကာမတွေရှိရင်ကာမိသန္တာនិဝရဏတွေပေါ်တယ်ကာမိသန္တာនិဝရဏဖြစ်နေမှတော့ဒင်းကဖုံးနေမှတော့ဘာညာပေါ်မှာတော့ဒါတော့ဒီကာမိသန္တာនិဝရဏခွာမဲဆိုပြီးတော့ဒါခွာတဲ့အခါကျဘာညာပေါ်ဘာညာမှမပေါ်သူယူပါနောက်အာယူပါရောက်တော့လဲဒါပေါ့ဒါခွာထားပါရဲ့ခွာပြီးမှမပေါ်ဘူးမပေါ်တော့ဩဒါလမ်းကိုမဟုတ်တာဆိုအခုတော့ तू ကနေပြီးတော့တကယ်လမ်း तू သိပြီတကယ်လမ်း तू သိတာပါလူတွေဟာတယောက်နဲ့တယောက်ပေါ်တယောက်ကနေအဘိဓါထားလိုက်မယ်အမှန်တန်အလိုကြီးပြလိုက်ဒါတော်တော်ဆိုးတဲ့ကောင်ဆိုပြီးတော့ဟို तू ကမှတ်ကိုယ့်ဘောလူတယောက်ကလာပြီးတော့အလိုကြီးပြလိုက်ဒီကောင်လဲတော်တော်ဆိုးတဲ့ကောင်နဲ့ပြောမယ်ဆိုတို့လူသားစီးထဲမှာဒီအဘိဓါဆိုတဲ့အကောင်ဟာမရှိရတဲ့စီးရှောင်ရမယ်စီးဒီဗျာပါဒဆိုတဲ့ကောင်ဟာတို့ရှောင်ရမယ်စီးတို့လူသားအတိုင်းဝိုင်းထဲမှာဓာတုမထည့်ရမယ်တို့ဓာတုကျင့်ရမှာပေါ့ဆိုပြီးတော့တကယ်တော့ तू အဲ့ဒါကိုဖြည့်ကျင့်အဲ့ဒီလိုအဘိဓါနဲ့ဒေါမနတဆိုတဲ့ကိလေသာမှမဖြစ်ဘူးလို့ဆိုတော့ဒီကိလေသာမဖြစ်တဲ့သူကဘယ်လိုလုပ်ပြီးတော့ဒိတ်ချင်းကောက်ချင်းခိုးချင်းဆိုးချင်းဆိုတာလုပ်လို့ရမှာလို့ပေါ့အဘိဓါဒေါမနတဆိုတာရှိမှကိလေသာရှိမှကံလုပ်လို့ရအဲ့တော့ငါကံနေတောင်ငြိမ်းကုန်ပြီငါဆိုတာလည်းမရှိဘူးဆဲတာလည်းမရှိဘူးဘာမှမရှိဘူးဆိုတော့ငါကံနေငြိမ်းကုန်ဟောဒီကံနေငြိမ်းတာမဟုတ်ဘူးကံနေငြိမ်းတော့လေဝိဘတ်တွေကလည်းမပေါ်တော့အဲ့ဒါနဲ့တက်လင်းနဲ့ဒါလုံးလို့ဖြစ်ချင်းကြောင့်ဒါလုံးချင်းကြောင့်ဖြစ်တဲ့ခံစားချက်ကမပေါ်တော့ဝိဘတ်တွေငြိမ်း
ဒါလို့ဆိုရင်ဒီကိလေသာရှိလို့ဒီကံဖြစ်တာဒီကံဖြစ်လို့ဝိဘက်ပေါ်တာဒီဝိဘက်ပေါ်လို့ဒါဒီကိလေသာလည်းပြန်ဖြစ်တာဒီကောင်လဲနေတာလို့သူကနေပြီးတကလားဒီကံရဲ့အခုဒီကံကိုငါလောက်တာဘာဖြစ်လို့ကိလေသာရှိလို့ဒီကိလေသာဘာဖြစ်လို့ဖြစ်တာတော့မေးတော့ဒီကိလေသာဝိဘက်ရှိလို့နောက်ပြန်ကြည့်ဒီဝိဘက်ကဘာဖြစ်လို့ဖြစ်တာအရင်တော့ကံရှိလို့ဟောအရင်တော့ကံလည်းပြန်မြင်တယ်ဒါနဲ့အဲ့ဒီအရင်တော့ကံရောဘာဖြစ်လို့ဖြစ်တာဆိုကိလေသာရှိလို့အဲ့ဒီကိလေသာကဘာဖြစ်လို့ဆိုအရင်တော့ဒါဝိဘက်ရှိလို့အရင်တော့ဝိဘက်ကဘာဖြစ်လို့ဟိုးအရင်ကတခါကံကိုခါပြန်မြင်တယ်ပြောဆိုနောက်ပြန်ရစ်ထားတဲ့ကျိုးကိုနောက်ပြန်ရစ်လိုက်တဲ့အခါကျကျိုးရအကုန်ပြီးကုန်ဆိုလိုတာတော့သူ့ကံတွေအကုန်သိနေပြီသူငယ်ငယ်နှောင်းနှောင်းတော့လှုပ်ခဲ့တာစပြီးရွယ်ရွယ်မှာလှုပ်တဲ့ကံတွေဖြစ်အကုန်ကံတွေကိုသူ့ကံတွေအကုန်ပြန်ပေါ်နိုင်နေပြီအဲ့ဒီတော့ဘာဖြစ်တုံးပုပ္ပေနိဝါဒအနုတ္တိညာဆိုတော့ပုပ္ပေနိဝါဒအနုတ္တိအဘိညာဉ်ပြအဘိညာဉ်ဟောဒီအဘိညာဉ်သူဖြစ်ပြီဒီကံတွေသိတာတယ်လားလို့မေးတော့ဩအရင်တော့အဲ့ဒီကံလို့တော့ဟောဒီဝိဘက်ဖြစ်တာပေါ့ဒီခံစားချက်မျိုးဖြစ်တာပေါ့ဆိုတော့ဝိဘက်သူပြန်တယ်ဒါပေမဲ့အဲ့ဒီဝိဘက်ကဘာဖြစ်လို့ဖြစ်တာဆိုကိလေသာရှိလို့ဖြစ်တာအဲ့ဒီကိလေသာဘာဖြစ်လို့ရှိတာလို့ဆိုရင်ဒီကိလေသာအဲ့ဒီကိလေသာရှိတော့ဘာဖြစ်တော့ဒီကံလောက်တာပေါ့အဲ့ဒီကံလောက်တော့ဘာဖြစ်လဲဟောဒီအရင်ကဝိဘက်လည်းတခါလောက်တာပေါ့တဲ့ဟောဝိဘက်တွေလည်းပဲအကုန်သိပြန်ပြီဆိုတော့သုတုပပါဒညာဆိုတဲ့အဘိညာဉ်တစ်ခုပေါက်ပြန်သူဘာဘိညာဉ်လုံးပြီးတော့ပုပ္ပေနိဝါဒနုတ္တိဘိညာဉ်ဝိဘက်တွေကိုစောကြောမိတာကြတော့ဒိဗ္ဗစက္ခုအဘိညာဉ်ကံတွေကိုအကုန်လုံးသူဖြစ်ခဲ့ဘူးသမျှကံတွေအကုန်ပြန်ဖော်နိုင်တာကြပုပ္ပေနိဝါဒနုတ္တိအဘိညာဉ်ဟောသူဝိဇ္ဇာညာပေါက်တာပုပ္ပေနိဝါဒနုတ္တိဝိဇ္ဇာညာဒိဗ္ဗစက္ခုဝိဇ္ဇာညာအဲလိုကံနဲ့ဝိဘက်ကိုသိတဲ့အတွက်အဘိညာဉ်နှစ်ခုပေါက်ဒီအဘိညာဉ်နှစ်ခုပေါက်ရနေပြီသူဘာဖြစ်တော့ဆိုနောက်ကြတော့ဒီလိုမျိုးများငါဝိဘက်တွေမရှိနေမှတော့ဒီဝိဘက်တွေကြောင့်သာလင်ဒီကိလေသာဖြစ်တာဝိဘက်မှာငါအကုန်လုံးဘာမှမရှိတော့ဘူးလို့ဆိုတော့ဘယ်ကိလေသာငါပေါက်လို့ရတော့ဘူးလို့ဆိုကိလေသာတွေမရှိတော့မဲ့အနေအထားတွေကိုသူသိတော့တာဆိုတော့ယူစည်းမှုကိုအာတော်မရှိတော့ကိလေသာတွေဘယ်လိုမှဖြစ်လို့မရတော့အာတဝက်ခရအဘိညာဉ်ဆိုတော့ဟောအဘိညာဉ်တစ်ပါးပေါက်ပြန်အဲ့လိုမျိုးလို့ပုပ္ပေနိဝါဒနုတ္တိအဘိညာဉ်ဒိဗ္ဗစက္ခုအဘိညာဉ်အာတဝက်ခရအဘိညာဉ်ဒီအဘိညာဉ်၃ပါးပေါက်ပြီလို့ဆိုတဲ့အခါကျတော့သူဘာဖြစ်တုံးဆိုနောက်ဆုံးဘိဒါရီကနေဆင့်ပြီးတက်လိုက်တော့အရဟတမေအရဟတဟိုဆိုတဲ့အဆုံးဖြစ်တဲ့မဲ့ဘုံညာရအဲ့တော့ तू ကဘာဖြစ်ဘုရားဖြစ်ဒါဖြင့် तू ဘယ်လိုဘုရားဖြစ်တာတုံးလို့မေးလို့ရှိရင် तू ဟာလူပဲလူဖြစ်ခဲ့တာနဲ့ तू ကဘာဖြစ်လို့ तू ဘုရားလို့ပြောရတာတော့ဆိုရင်လူတွေအသိကျင်ဆုံးအရာကိုသိလူတွေအဖို့နိုင်ကျင်ဆုံးအရာကိုဖော်နိုင်ပြီဒါကြောင့်မို့လို့ဒီလိုဖော်နိုင်တဲ့သူကိုလူရဲ့ရှေ့ဆောင်လူရဲ့ခေါင်းဆောင်လူတွေအမှန်တန်လိုလားအပ်တဲ့သူဆိုတဲ့နာမည်သူရအဲ့လိုဖြစ်တဲ့အတွက်အဲ့လိုလူတွေလိုလားအပ်တဲ့သူလူတွေရဲ့ခေါင်းဆောင်ဖြစ်တဲ့သူရဲ့နာမည်ကပါဖယားပုရှာပုရုရှာပုရိသအဲ့ဒါကြောင့်မလို့ငါဖယားဖြစ်ပြီငါလူတွေလိုချင်တဲ့ဟာကိုရပြီဖြစ်တဲ့အတွက်လူတွေလိုချင်တဲ့ဟာရတဲ့သူဟာလူတွေလိုချင်ခံရတဲ့သူပေါ့လူတွေလိုချင်ခံရတဲ့သူဟာပုရုရှာပဲဒါလို့ဆိုငါပုရုရှာဖြစ်ပြီငါပုရှာဖြစ်ပြီအဲ့ဒီလိုမျိုးလို့ကျွတ်တို့ဘုရားအာသွဲဘုရားညာရတဲ့အခါကျတော့ဘုရားဖြစ်တော့တာပေါ့ဗျာဒီလိုပြောမယ်ဆိုရင်ကဲကျွတ်တို့ဘုရားဆိုဘုရားဆိုတာဘာတော့ဒီလိုလူမှာဖြစ်နေတဲ့လူဟာအတိကျင့်ဆုံးရာကိုဘာလဲလို့နည်းနည်းပြန်မေးကြည့်လူအတိကျင့်ဆုံးရာဟာဒီပင်ဘာပင်လုံးလို့လဲသိကျင်ပါရဲ့ဒီသားသာဘာတွေလောက်ထားတာတုံးလဲသိကျင်ပါရဲ့ဒီသေးဝါဘာတွေပြောင်းมาတုံးလို့လဲသိကျင်ပါရဲ့လူသိကျင်တာတွေကတော့အများကြီးပဲပေါ့အဲ့ဒီသိကျင်တာတွေကတော့အဝေးတွေတိုင်းနာတွေပဲလို့သူပြောအောင်တကယ်အနည်းဆုံးဖြစ်တဲ့ကျွတ်တို့သိကျင်တာဘာလို့ဆိုတို့ဘာဖြစ်တို့ဘာဖြစ်လို့ဖြစ်နေတာအဲ့ဒါသိကျင်တို့ဘာဖြစ်နေတာတုံးလို့သိကျင်တယ်လို့ဘာဖြစ်လို့တို့ဘာဒီလုံးလို့ကိုလှုပ်တာနဲ့ကိုဖြစ်တာနဲ့ဘယ်လိုဆက်သက်တူ
သိချင်တခါကိုဖြစ်တာနဲ့ကိုလှုပ်ချင်တာနဲ့ဘယ်လိုဆက်ဆက်တယ်ကိုလှုပ်ချင်တာနဲ့ကိုလှုပ်တာနဲ့ဘယ်လိုဆက်ဆက်တယ်ပြောမလို့ရင်သူကကိလေသာသိတယ်ကံသိတယ်ဝိပက်သိဒီသုံးခုလေးတွေသိတာလားမေးတော့ကိလေသာနဲ့ကံနဲ့ရဲ့ကိလေသာကြောင့်ဖြစ်တာဆိုတော့အသက်လည်းသိကံနဲ့ဝိပက်တို့ရဲ့ကံကြောင့်ဝိပက်ကဖြစ်တာကံမရှိဝိပက်မပေါ်ဘူးဟာဆိုသူတို့ရဲ့စက်တွေကိုမသိတခါဒီဝိပက်နဲ့ဒီကိလေသာနဲ့ဟာစက်တွေနေတယ်ဒီကဲလို့သာဝိပက်မရှိရင်ကံမဖြစ်ဘူးဆိုပြီးတော့အဲဒီလိုဝိပက်နဲ့ကိလေသာဝိပက်မရှိရင်ကိလေသာမဖြစ်ဘူးဆိုပြီးတော့ကိလေသာနဲ့ဝိပက်တို့ရဲ့စက်တွေပုံလည်းသိတယ်ဆိုတော့ကိလေသာကြောင့်ကံဖြစ်ကံကြောင့်ဝိပက်ဖြစ်ဝိပက်ကြောင့်ကိလေသာဖြစ်ဟောဒီစက်ကွင်းကိုသူသိသွားဒီစက်ကွင်းကိုသူသိသွားတဲ့အခါကျတော့လူလောကကအဲ့ဒါအသိဉာဏ်ဆုံးပဲတို့ဘယ်လိုဖြစ်နေတာတို့တို့ဘေးရင်ဆရာတွေ့ရင်ပတ်စံပေးရတာများလွန်းလှရင်တော့မမေးဘူးပေါ့ဗျာပတ်စံပေးရတာလည်းမများဘူးအဲ့ဒီပတ်စံလောက်ကလည်းတို့ကရေးမတိုက်ဘူးဆိုရင်ပြောသမှာကွာအပြင်းပြေဖြစ်ဖြစ်နားထောင်ရတာပေါ့ဆိုပြီးတော့ဘေးရင်ဟောခိုင်းတာပဲဗျဘာလို့ဟောခိုင်းတာတော့မေးတို့အကြောင်းသိချင်လို့လေဘယ်နဲ့ကိုအကြောင်းသူမြသွားမေးရတယ်လို့ဗျာလို့ပြောရမလို့ပဲပေါ့နော်မဘေးရင်ဆရာမမေးတာလားမေးနတ်ကတော်ကြီးဟိုနားရောက်နေတယ်ဆိုရင်လည်းပဲအဲ့ဒီနတ်ကတော်ကြီးလည်းတို့ကမေးမှာဗျာဘာလို့မေးတာတော့မေးတို့အကြောင်းသိချင်လို့တို့အကြောင်းသိချင်တာများနတ်ကတော်ကြီးကသိမတယ်လားတို့ကပူသိမှာပေါ့ဒါပေမဲ့မဟုတ်ဘူးဗျတို့ကလည်းမသိဘူးနတ်ကတော်ကြီးကမှသိချင်သိလေအောင်ဆိုပြီးတော့နတ်ကတော်ကြီးမေးတာဗျတခါတည်းဘိုးတော်နဲ့တွေ့ရင်လည်းဘိုးတော်လည်းတို့ကမေးတာပဲဗျပြောလို့ဘာမှမကြောက်ဘူးမေးတာပဲပြောမစို့တရုတ်ဘုရားစီမှာဆိုရင်ဟိုဒုဒ္ဒံကလေးနဲ့မေးမှာပေါ့နော်ဒါမှမဟုတ်လို့ရှင်တို့ကြွေချပြီးတော့မေးမှာပေါ့အစုံပါပဲဗျာခွေးကလေးပေရင်တို့ရွေးကလေးပေရင်တို့နဲ့ရွေးချပြီးပေရင်ဟောတယ်ရွေးရှိတယ်လေခွေးကနေပြီးတော့ပေရင်ဟောတယ်ရွေးရှိတယ်လေသုံးနေအောင်ရှိတယ်လို့ပြောကြတယ်တို့အကြောင်းအပြင်အတိကျင်ဆုံးလို့ဒီလိုပြောရမှာပေါ့တို့အကြောင်းတို့သိအောင်ကလည်းပဲတို့မဖော်နိုင်ဘူးဘာဖြစ်လို့မဖော်နိုင်တာတုံးလို့ဆိုရင်တို့ကံနေလို့တယ်ကံကောင်းနေလို့တယ်ဖြစ်တဲ့အခါကျတော့အမလီအကောင်းရင်လို့မဖြစ်ဘူးဗျနော်အဆိုးတွေဖြစ်နေတာလည်းကြုံနေဗျတို့ကကံဆိုးလို့တယ်ကံဆိုးလို့ပြီမယ်တော့အဆိုးတွေမဖြစ်ဘူးဗျနော်တခါအကောင်းနေပြီနော်သူများပြည်စီသိမ့်တရားဘုသွားကိုတကယ်လို့များတို့ကမမိဘူးဆိုသိမ့်တရားရပါဗျသိမ့်တရားရပြီဆိုကောင်းဝင်ဖို့ဗျာတခါတည်းတာအဲ့တော့သို့လှုပ်တာရောသိမ့်တရားခိုးတာကောင်းသလားမေးရင်တခိုးပဲဘယ်ကောင်းမှာတော့မကောင်းတာလှုပ်တယ်သူ့သိမ့်တရားချမ်းသာတယ်ဆိုတော့အကောင်းပဲဗျာဒါအဲ့တော့မကောင်းတာလှုပ်လို့လဲအကောင်းနေဖြစ်နေတာလည်းရှိနေပြန်သေးတာဆိုတော့ဒီကတော့ဟုတ်ပါဘူးနဲ့ဒီလိုမှတ်တော့မှာနော်တခါကောင်းတာတွေလှုပ်တယ်ဖျားတွေပထိုးတွေနဲ့တခါတည်းလူသားတွေတန်းတာတွေလှုပ်နေဟောသူ့ရင်ဒုက္ခရောက်သွားဗျာဒုက္ခရောက်သွားတယ်ဆိုတော့ကောင်းတာလှုပ်တာလည်းဒုက္ခရောက်ရသလားပေါ့တို့ဘုရားလက်ထက်ကပဲဘုရားကျောင်းသွားပြီးတကလားသုံးကပ်ပြီးတော့ပြန်လာတဲ့အခါကျတော့တခါကျောင်းနဲ့ရွာကြားမှာပဲလူတို့ကနေပြီးတော့သူ့တတ်ပြလိုက်လို့သေသွားတဲ့အခါကျဘုရားကျောင်းသွားသုံးကပ်လို့သာဒီလူပြင်သေရပြီတဲ့ဟောသူကောင်းတာလို့ပဲဆိုးကြိုးရတယ်လို့အဲ့တော့ဘုရားဆိုမနဲ့ရှင်းယူရတယ်လို့ပြောရမှာပေါ့ဗျာနော်အဲ့ဒီလိုမျိုးလို့တို့မလည်းပဲဖြစ်ရက်တွေကမသိဘူးလားလို့ဆိုရင်ရှုပ်တော့တာဟုတ်ဗျာတို့ဘုရားကတော့သိပြီဘာသိတယ်လဲလို့ဆိုတဲ့အခါကျတို့ဘုရားကတော့မကောင်းဘူးဆိုတဲ့အဖြစ်ဟာတာမန်လူတွေသိတယ်လို့မဟုတ်ဘူးတကယ်မကောင်းအစ်စ်ဟာလူတွေမသိနိုင်လောက်အောင်မြုပ်နေတယ်သူကဒီလိုပြောပြန်အဲ့ဒါသိတဲ့အခါကျတော့ဒီပုဗ္ဗေနိဝါဒနုဒ္ဒရိညာရောဒိဗ္ဗစက္ခုညာရောအာတွဲဖျားညာရောသူကသိပြီလို့ဆိုတော့ဒါလူတွေအတွက်ဒါပေါ်နီးကားပဲပေါ်မြူလာပဲလို့သူကအဲ့လိုမျိုးသိတာဆိုတော့ဟာသူဘုရားဖြစ်ပြီဒီလိုပြောတယ်ဗျအဲ့လိုဘုရားဖြစ်တော့ဒါဖြင့်အဘိညာဉ်ဘာလို့ဘုရားဖြစ်တာတော့ဟောဒီအဘိညာဉ်တွေပေါ့လို့ဖြစ်တာဒီအဘိညာဉ်6ပါးလို့ဆိုတာကတော့6ပါးပြောင်းကတော့အမျိုးမျိုးလို့ရတာပေါ့ဗျာဒီ3ပါးပဲအရင်ခံပါဗျဒီ3ပါးကိုပဲဆိုကြပါစို့ခုနတော့မှာဒိဗ္ဗစက္ခုညာဒိဗ္ဗစက္ခုဆိုတာနတ်မျက်စိပေါက်တာပေါ့နတ်မျက်စိပေါက်တယ်ဆိုတာနတ်မျက်စိဆိုတာဟိုအဝေးကြီးဟာလည်းလမ်းမြင်တယ်တဲ့ဘာဒီကွဲနေရင်လည်းမြင်တယ်တဲ့အဲ့ဒါကိုနတ်မျက်စိလို့ပြောတာကျုပ်တို့ကလည်းပဲဒီဟာကိုလည်းဒိဗ္ဗစက္ခုလို့တင်စားပြောလိုက်တယ်ဘာဖြစ်လို့လဲလို့ဆိုရင်လူမှာဖုံးနေတဲ့ဝိဘတ်တွေမမြင်ရဘူးကိုယ်ဖြစ်နေတဲ့ဝိဘတ်တွေကဖုံးနေလို့မမြင်ရဘူးအဲ့ဒါလို့မမြင်ရတဲ့အတွက်ကျုပ်တို့ထေရဝါဒဗုဒ္ဓဘာသာမှာဆို
ဒီအကျိုးဝိဘက်ဆိုတာဒီဘဝမှာဖြစ်တယ်လို့တရားမှမပြောနိုင်ကံနေလုံးချင်တိုင်းလုံးသမျှကံဟာဒီဘက်ဘဝမှာအကျိုးပေးပြတာလုံးဝမပြတတ်ဘူးကျိုးပေးကုန်ပေးဘူးဒီဘက်ဘဝအဲ့လိုအထိများတောင်မြင်တယ်နော်ဝိဘက်မပေါ်အောင်ဘာဖြစ်လို့လဲဆိုဒီဝိဘက်ကဝိကိစ္စသုတိကိစ္စပဋိသန္ဓေကိစ္စဒီသုံးကိစ္စတတ်တခြားတန်တိရဏကိစ္စတရားရုံကိစ္စလေးပါတော့တတ်လိုက်သေးတယ်ပေါ့နော်ဒါကတော့သူ့ဝိသီးစဉ်အတွင်းထဲမှာဖြစ်နေတာမို့ဒီကိစ္စနှစ်ခုပြောကြမလို့ဟောပဋိသန္ဓေကမှမဖြစ်တာဆိုတော့ဝင်လည်းမဖြစ်ဘူးသုတိလည်းမဖြစ်ဘူးဒါကြောင့်အကျိုးဝိဘက်မရှိဘူးစာလို့ပေးလို့အကျိုးပေးပြလို့ကိုမရဘူးဒီဘက်ဘဝမှာလုပ်တဲ့ကံဟာတကယ်ပဲအကျိုးမပေးတာလားဆိုပေးလိုက်သမှဖြစ်ခြင်းအခုရင်နွေးဦးတဲ့၌နိုင်လို့မှလက်တောင်ပြမနှုတ်ရခင်ကလေးကိုပူပြပြီးတော့နှုတ်ပြီးတော့လည်းပူးနေတာပဲဗျအဲ့ဒါလို့ကိုယ်အပူတဲ့၌ရင်ပူတာဗျအဲ့ဒါလိုမျိုးလို့အကျိုးပေးတယ်အကျိုးပေးပေမဲ့သဘောတရားကအဲ့ဒီအကျိုးပေးပုံကိုဝိဘက်ကိုမဖော်နိုင်ဘူးဝိဘက်မဖော်နိုင်တာဘာဖြစ်လို့ဆိုဝိဘက်မသိတဲ့အတွက်ဝိဘက်မဖော်နိုင်ဘူးလို့ဒီလိုပြောရအဲ့လိုမျိုးလို့ဖြစ်တဲ့အတွက်ဝိဘက်မသိကြဘူးကျုပ်တို့လုံတာတွေကြောင့်ကျုပ်တို့ဖြစ်တဲ့ဖြစ်ရက်တွေကျုပ်တို့မသိကြဘူးဗျအဲ့လိုမသိနေတဲ့အတွက်လည်းကျုပ်တို့လည်းဝလက်ချီကိုလဲနေအောင်ကိုရမ်းကြတာဟိုဟာရမ်းဒီဟာရမ်းနတ်ဆိုရင်လည်းတင်လိုက်ကွာတောထဲသွားတယ်ဆိုရင်တော်ကြတောမတိုင်မကြိုက်ဘူးတဲ့ဟာတိုင်ထားကွာလိုရမယ်ရပေါ့ပူတယ်တော့မရှိပါဘူးဆိုတောလေတိုင်ပေါ့ဗျာနတ်ဆိုရင်လည်းတင်ပေါ့ဗျာအဲ့လိုဓာတ်ဆိုရင်လည်းရိုက်ပေါ့ဗျာတခါတဲ့မဟုတ်ချင်နေဟုတ်ချင်ဟုတ်တခုမဟုတ်တခုဟုတ်ပေါ့ကွာတခုမမိတခုမိသွားလှုပ်တာလှုပ်ဆိုရကျုပ်တို့အဲ့လိုမျိုးလို့လှုပ်ကြတာဒီတော့ပြောမယ်ဆိုရင်ကျုပ်တို့ဟာဘာမှမမြင်ဘူးအဲ့လိုဘာမှမမြင်နေတော့လည်းပဲရမ်းညရင်ကနေပြီးတော့လူဆိုတာဘာမှမမြင်ဘူးသာပြောတာအဖြစ်ဒီအမှန်နေတာမမြင်တာနော်ကိုကြတော့မြင်တယ်ဗျကိုကြမြင်တယ်ဆိုတော့မင်းဘာလုပ်ချင်လဲမင်းဘာဖြစ်ချင်လဲအဲ့လိုဆိုတော့မင်းဖြစ်ချင်တာမှန်တာပဲမင်းလုပ်ချင်တာမှန်တာပဲလို့ဆိုတော့ကိုလုပ်ချင်တာကိုမှန်တယ်လို့ထင်တာထင်တော့လည်းပဲကိုလုပ်ချင်တာကိုလုပ်လိုက်လို့ဟိုတစ်ဖက်သူထိသွားလဲသူထိတာတော့မတတ်နိုင်ဘူးကွာငါကောင်းတာတော့အမှန်ပဲပေါ့ဗျာဒါခံစားချက်ကိုတွားနေပြီးတော့ဘူတင်လိုက်တာခံစားချက်ကိုကောင်းတင်လိုက်တော့ငါခံစားရတာတော့ကောင်းတာပဲကွာမင်းခံရတာတော့ကောင်းလားမကောင်းလားတော့မသိဘူးဆိုတာမျိုးပေါ့ဗျာတစ်ဖက်သူကိုမသိတော့ကိုခံစားရတာကိုသိဆိုတော့အဲ့လိုနဲ့မတရားတွေကလွန်မိုးပြီးတော့ကိုခံစားချက်ကိုကိုတင်တဲ့အခါကျကိုကောင်းအောင်လုပ်တဲ့အခါသူများဆိုးနေပြီဆိုရင်သူများဘယ်ခံနိုင်မှာတော့ဒါလူစီကျိုးပြီမတရားဘူးအဲ့လိုမတရားပြီမလို့လေကိုကကောင်းတာဆိုတော့ဒါလည်းမပြင်နိုင်ဘူးမပြင်နိုင်တဲ့အခါကျတယောက်ကတယောက်ကျူတယောက်ကတယောက်ကျူဆိုတော့နိုင်တဲ့သူကစားလေရှုံးတဲ့သူကတော့ခံပေါ်ဆိုတာမျိုးနဲ့ရှုံးတဲ့သူကလည်းပဲခံနေရတာအန်ကျိတ်ပြီးခံနေရတာခံနိုင်မှုသူကလည်းပဲတကယ်လို့အုပ်စုလေးရပြီးတကလားလှန်လို့ရတယ်ဆိုရင်ကိုလှုပ်တဲ့သူတော့ပြင်လှန်ပြီပေါ့တန်တော့အဲ့ဒီသူကလည်းရှုံးနေဆိုရင်တော့သူလည်းခံတော့လေအဲ့တော့ဘားပြန်ကြားပြန်နဲ့ကျွတ်တို့ကလည်းချနေကြတာမွေရီလိုပါပဲငါးရီလိုပါပဲကြီးတဲ့ငါးကြီးကငယ်တဲ့ငါးတွေကိုမျိုးတာပဲပြောမစို့လောကကြီးမှာအကောင်ပလောင်ကလေးတွေပိုးလေးတွေမွားလေးတွေတစ်ပင်ပေါ်မှာတက်နေတယ်ငှက်ကလေးတွေစာကလေးတွေတို့ပြုတ်ကလေးတွေတို့ဆိုတာဒီအကောင်ကြီး၆စားနေတာပဲအမေဒီအကောင်ကိုပဲကြောင်နဲ့တွေ့ပြန်တဲ့အခါကျတော့ကြောင်ကနေပြီးတော့တခါဘတ်ဆိုခိုးလိုက်ပြန်လဲကြီးဆိုပြီးသူကလည်းသေသွားပြန်တာပဲဗျာနော်ဒီကြောင်ပဲတခါခွေးရနေကြိုက်လိုက်ပြန်ပြီဆိုလဲဒီကြောင်လည်းသေပြန်တာဒီသေပြန်တာပဲလို့ပြောမှာဒီခွေးရောလို့မေးတော့လေသူတို့ကတော့ကျွတ်တို့ကနေရာစားနေကြကျွတ်တို့လူလောကကြီးကလည်းအဲ့ဒါလိုနေရာစားလောကကြီးဆိုတော့ဒါကြီးကတော့တော်တော်မတရားနေဘူးလို့ဆိုတာလူတွေသိတယ်လူတွေကလည်းအဲ့ဒီမတရားမှုကြီးကိုမကြိုက်ဘူးမကြိုက်ပေမဲ့လို့ဒီမတရားမှုကြီးကိုဘယ်လိုတန်းဆင်ပြရမယ်လို့မသိဘူးမသိတော့ကျွတ်တို့ဘုရားကတော့ပုဗ္ဗေနိဗ္ဗာဒနုတ္တိညာဒေဝသကုညာအာတွဲခရညာရတော့လူတွေပုဗ္ဗေနိဗ္ဗာဒနုတ္တိညာရအောင်လုပ်ပေးရမယ်လူတွေကိုဒေဝသကုညာရအောင်လုပ်ပေးရမယ်လူတွေအာတွဲခရညာရအောင်လုပ်ပေးရမယ်အဲ့လိုညာနေရရင်လူပေါ်မှာလေပတ်နေတဲ့ဟောဒီတန်တရားလို့ဆိုတဲ့အဲ့ဒီတရားအာဂန္တုတရားကြီးကိုအဲ့ဒီလူတွေဖြောင်းနိုင်ကြလိမ့်မယ်ဒါလိုဖြောက်သွားပြီဆိုရင်ဒီလူတွေမှာလွတ်လပ်သွားဒီသူတွေကဘယ်လိုလွတ်လပ်တာတော့ဒီသူကခုနလိုပဲမျက်စိနဲ့ကြည့်လို့မလို့အရင်တော့ကြည့်တာနဲ့မတူလို့ကောင်းနေတယ်ဆိုတော့ကောင်းတဲ့ခံစားချက်ထွက်ဝိဘက်ကောင်းတဲ့ခံစားချက်ဝိဘက်ကြောင့်မို့လို့တခါဒီလိုအကောင်းလေးဖြင့်နောက်ထပ်ရချင်ပါရဲ့ဆိုကိလေသာပေါ်
ကိလေသာပေါ်လို့မလို့တခါထပ်ပြီးတော့မျက်စိကြီးကိုကိုကလှုပ်ပြီးတကလားကြည့်ကြည့်ရတဲ့တခါထပ်ပြီးတော့ခံစားချက်ဖြစ်နေဆိုတော့ပြောမယ်ဆိုစိတ်တစားတွေဖြည့်ပြီးတကလားအဲ့ဒါကြီးလေပတ်လူကိုလွန်မိုးစီးပိုးနေတာအဲ့ဒီလူကိုလွန်မိုးစီးပိုးနေလို့မို့လို့အဲ့ဒါလူလားလို့မေးရင်အဲ့ဒါလူမဟုတ်ဘူးစိတ်တစားလို့ပြောရမှာပေါ့ပြောမယ်ဆိုရင်တော့ယူတာလို့ပြောရမှာပေါ့ယူတာဆိုတာပင်မလူမဟုတ်ဘူးပင်မလူရဲ့အုံနောက်ထဲမှာတစုံတစ်ခုချမ်းဖြစ်သွားလို့ပြီးကြီးကြောင့်လားယောဂကြောင့်လားဒါမှမဟုတ်တခြားကံတစ်ခုကြောင့်လားစိတ်တစ်ခုကြောင့်လားအဲ့လိုမျိုးလို့အုံနောက်ဖြိုပြဲဖြစ်သွားလို့မို့လို့ तू ကအဲ့ဒါကြီးရှောက်လို့ဒီလူကလှုပ်တာမဟုတ်ဘူးဒီလူကလှုပ်တာမဟုတ်တဲ့ဟာတွေကိုခံရတော့ဘယ်သူခံရတော့ဆိုဒီလူအပေါ်မှာဖြစ်နေဆိုဒီလူကခံရတယ်လူတွေဒုက္ခလွတ်ချင်တာဒုက္ခလွတ်ချင်ပြီမဲ့လို့လည်းပဲဒီတန်တရားကိုသူတို့မသိဘူးဒီကိလေသာကိုကာမဝဝိပါကဝတို့ရဲ့တန်တရားဆက်ဖြစ်နေပုံကိုသူတို့မသိဘူးသူတို့မသိတဲ့အတွက်သူတို့ကိုသူတို့လွတ်လပ်အောင်လုပ်လို့မရဘူးသူတို့ကိုသူတို့လွတ်လပ်အောင်လုပ်လို့မရတဲ့အတွက်ဒီပုရိသင်ဆင်းရဲဒုက္ခရောက်ပြီးတကလားယိတိညစ်ပတ်နဲ့ပေးတေးနေအောင်ပွားနေကြအဲ့တော့ဒီသူတွေကိုတော့ဖြင့်ဟောဒီသူတို့လို့ဆိုတဲ့ထင်ရှားတဲ့တက်ကာယထင်ရှားတာကိုတက်ကာယပြောပါဗျာတန်တော်ကာယောတန်တော်ထင်ရှားရှိတဲ့ကာယောကိုအဲ့ဒီထင်ရှားတဲ့အဖြစ်ကြီးဖြစ်တဲ့တက်ကာယနာကောင်နာလွဲတဲ့ဟာကသူများကောင်ယောက်ျားကောင်ယောက်ျားလွဲတဲ့ဟာမိန်းမကောင်ထင်ရှားတဲ့ကောင်မိန်းမဆိုတာလည်းထင်ရှားယောက်ျားဆိုတာလည်းထင်ရှားငါဆိုတာလည်းထင်ရှားတယ်သူများဆိုတာလည်းထင်ရှားအဲ့ဒီထင်ရှားတဲ့အကောင်ပေါ်မှာစီးပိုးပြီးတကလားဧည့်တယ်လာလုံနေတဲ့ခုနကိလေသာကံဝိပဲလို့ဆိုတဲ့တန်တရားတရားဒီတန်တရားတရားကကိုယ်ဒီမှာနေတာကကြားလာပြီလို့ဆိုတော့ဧည့်တယ်ကလည်းကိုယ်ရင်လာနေတာကြားတာကိုယ်ရင်လာနေတာကကြားပြီလို့ဆိုတဲ့အခါကျအိမ်သားနဲ့ဧည့်တယ်မခွဲတတ်တော့သူကနေပြီးဘာတွေပြောလိုက်ဟာလို့ဆိုကျွတ်တို့ကပြောရပြီသူကနေပြီးဘာတွေလှုပ်သမ်းမအောင်လို့ကျွတ်တို့ကိုချေလဲတဲ့အခါကျွတ်တို့ကလှုပ်ရပြီကျွတ်တို့လှုပ်တာလည်းမဟုတ်ဘူးဧည့်တယ်ကလှုပ်ဧည့်တယ်ကပြောနေတာကျွတ်တို့ပါးစပ်ငှားပြီးဧည့်တယ်ကပြောကျွတ်တို့ကိုငှားပြီးဧည့်တယ်ကလှုပ်နေဆိုတော့အဲ့ဒါတွေကိုဧည့်တယ်လှုပ်မှမသိဘူးကျွတ်တို့လှုပ်တယ်လို့ထင်ကျွတ်တို့လှုပ်တယ်လို့ထင်တဲ့အခါကျကျွတ်တို့ကအဲ့ဒါမရှင်းတတ်တဲ့အခါကျတော့ဘုရားကတော့ဟောဒီတန်တရားကဧည့်တယ်တရားကွာတကယ်ကတော့အိမ်တယ်ဖြစ်တဲ့ဒီသက်ကာယကအိမ်တယ်တရားဒီအိမ်တယ်ပေါ်မှာဒီဧည့်တယ်ကနေပြီးတော့လာပြီးသွဲကပ်ဘူးဝင်နေတာပြောမယ်ဆိုရင်တော့ဘလူးစည်းနေတာတရေစည်းနေတာတစီပူးနေတာအဲ့ဒီလိုမျိုးလို့ပူးနေတာဆိုတော့ဒါသူမဟုတ်ဘူးကွဒီလိုမျိုးလို့ကျွတ်တို့ဘုရားသိပြီသိတဲ့အခါကျတော့သက်ကာမိစ္ဆာဒိဋ္ဌိကွာပြီသက်ကာမိစ္ဆာဒိဋ္ဌိကွာတဲ့အခါကျတော့ကျွတ်တို့ဘုရားဘာလုပ်တယ်ဒီသက်ကာမိစ္ဆာဒိဋ္ဌိကွာတဲ့အတွက်ကတော့ပြင်ဒီကွာတာလေးဟာလူတွေနဲ့တော့ငါလမ်းခွဲလိုက်တာပဲတလောကလုံးရှိသမျှလူတွေဟာအားလုံးတခါတည်းသက်ကာမိစ္ဆာဒိဋ္ဌိဖြစ်ဘာဖြစ်လို့လဲဆိုဒီသက်ကာယာကြီးပေါ်မှာအထင်လွဲနေတယ်ဒီကောင်ခိုးတာဒီကောင်လိန်တာဒီကောင်မဟုတ်မှဒီပြောတာဒီအကောင်ပဲသူတို့ကစွဲနေတယ်ဒါပေမဲ့ဒီကောင်ကခိုးတာလည်းမဟုတ်ဘူးလိန်တာလည်းမဟုတ်ဘူးတတ်တာလည်းမဟုတ်ဘူးခုနကတော့တန်တရားတရားကသူ့ဟာသူစက်ဝန်းဖြည့်ပြီးတကလားတူဦးချပြီးတော့လဲနေတာအဲ့ဒီလဲနေတာကိုပဲဒီကောင်လို့ထင်တာဆိုတော့တို့ကကိုယ့်ဘောကိုယ့်ပြည်စည်းလာခိုးပြီဆိုဒီကောင်ခိုးတဲ့ကောင်မုန်းပြီကိုယ်လာဆဲပြီဆိုရင်ဆဲတဲ့ကောင်မုန်းပြီမုန်းတဲ့အတွက်လည်းတို့ကရိုက်ပြလိုက်ရမလားပြန်ဆဲပြလိုက်ရမလားလုပ်ပြီဒီတော့ဘာဖြစ်လဲသူကဆဲလို့ကိုကဆဲလို့မလို့သူကဆဲဟောပြဿနာကအမှားပေါင်ပင်ခတ်သွားပြီအခုတော့သက်ကာမိစ္ဆာဒိဋ္ဌိကိုကျွတ်တို့ဗုဒ္ဓသူများတွေနဲ့အတူတူလမ်းခွဲပြီးအတူတူမနေဘဲနဲ့လမ်းခွဲလိုက်ပြီဘယ်လိုလမ်းခွဲရလဲလို့ဆိုတဲ့အခါကျသူများတွေကခိုးတဲ့သူတခိုးလို့ဆိုပေမဲ့ဒီသူကခိုးတာမဟုတ်ဘူးဒီသူတခိုးလို့မပြောနဲ့ဒီသက်ကာယမခိုးဘူးတကယ်တော့ဒီသက်ကာယပေါ်မှာလဲပတ်နေတဲ့ဟောဒီတန်တရားတွေကကိလေသာဆိုတဲ့အစွဲရှိလို့သူခိုးတာအဲ့ဒီသက်ကာယပေါ်အထင်မလွဲနဲ့ဆိုတော့ဒီသက်ကာယကိုတနာတယ်ဘာဖြစ်လို့လဲဆိုသူ့ဒီဟာကဖြီးစည်းတာကိုခန်းနေရရှာတာလို့သူကသိတာဆိုတော့ခိုးတဲ့သူကိုကျွတ်တော့အမြင်ကရတာခိုးတဲ့သူပေါ်မှာတနာတယ်ဘာဖြစ်လို့လဲဆိုသူခိုးခြင်းလို့ဆိုတဲ့သဘောတရားကြီးကသူ့ပေါ်မှာလဲနေတော့သူ့ဝင်လေးနေရှာပြီ
သူလိန်ချင်းလို့ဆိုတဲ့သဘောတရားကြီးကသူ့အပေါ်မှာလဲပတ်နေတာဆိုတော့သူဝင်လေးနေချပြီဒါကြောင့်မို့လို့လိန်တဲ့သူကိုလည်းကျွတ်တို့အမြင်မကပ်ဖဲနဲ့ကျွတ်တို့ဘုရားတနာတယ်အဲဒီလိုတနာတဲ့အတွက်ကျွတ်တို့ဘုရားကိုဘာလို့ပြောရလို့မဟာကရုဏာရှင်ကရုဏာတောင်တာမန်ငါလောက်ကရုဏာမဟုတ်ဘူးမဟာကရုဏာရှင်သိကြီးတဲ့ကရုဏာရှင်ဟုတ်တာပေါ့ကျွတ်တို့ကတက်တနာဖို့ရန်အတွက်လုံးမန်းထားရတာဟုတ်ဘူးခိုးမှန်းတည့်တဲ့ကိုပြည့်တီသူခိုးတယ်လို့ခိုးမှန်းတည့်တာနဲ့သူ့ခွင်းလို့ပါတယ်ကွာတနာပါတယ်လို့ဆိုတာကျွတ်တို့ကတက်လေ့ကျင့်ထားအခုကျွတ်တို့ဘုရားကတနာပါတယ်ဆိုတာဖြစ်အောင်လေ့ကျင့်ထားရတာဟုတ်ဘူးသူခိုးတာမဟုတ်ဘူးသူ့သဘောတရားကနေပြီးတော့ပူးနေလို့မို့လို့သူခိုးတာကြီးကိုသူ့အပေါ်မှာအဖြစ်ခံရရှာတာအဲ့တော့သူဖြင့်ဝင်လေးနေရှာပြီးတနာပါတယ်လို့ဆိုတာကသူမြင်ကိုမြင်တာဒီတော့ကျွတ်တို့ဘုရားကတော့ထူးပြီပေါ့ကျွတ်တို့ဘုရားကတော့မြတ်ပြီပေါ့ကျွတ်တို့ဘုရားကတော့တကယ်လူတွေရဲ့လူရင်ဆန္ဒရပြီပေါ့လူတွေဟာတူတူကျင်နာကြဖို့တူတူမေတ္တာထားကြဖို့တူတူခွင့်လို့ကြဖို့သောနေကြတာပဲအဲ့ဒီသောတဲ့သူကိုယ်တိုင်တော့ခွင့်လည်းမလွတ်နိုင်ဘူးဗျကျင်လည်းမကျင်နာနိုင်ဘူးဗျတဏှာလည်းမတဏှာနိုင်ဘူးဗျဘာလို့လဲအတော်ကြီးပွားယူမှအတော်ကြီးလုံးယူမှပဲတိတိကျကိုဖြစ်အောင်လုပ်ယူမှလဲအဲ့ဒါလည်းဖြစ်မဲ့အနေထားအဲ့ဒါတောင်ရှေးခါရေပေကြီးတစ်ပါးဖြင့်သိခံတယ်ဆိုပြီးတော့သူ့ကိုယ်သူပွားတာဒါတော့ငါအတော်ခံနိုင်ပါပြီဆိုပြီးတော့သူထိုင်ဖို့ကြီးထောက်ထားတယ်သိခံဒီဆိုပြီးတော့တခါလေရေပေကြီးဘူးပေါ့ဗျာဒါနဲ့ဒီရေပေကြီးတကယ်ပဲသိမှခန္ဓာဟုတ်ရလားဆိုပြီးတော့သိအောင်ကာလာသားတွေကနေမှပေါ့လေအဲ့ဒီထိုင်ဖို့ကြီးခဲနဲ့ထူကြတာခဲနဲ့ထူတော့ရေပေကြီးလည်းစိတ်တူတာပေါ့သူသိခံနေလို့လောက်ထားတဲ့ထိုင်ဖို့ကြီးခဲနဲ့ထူတာအဲ့ကမပြေသေးလို့ပေါ့ဒီနိုင်ပဲဒီတစ်ခါဆိုတော့မောရတော့မယ်နော်ဒါအဲဆိုလိုတာကတော့ပြုတ်တို့မှာတိခံတယ်ဆိုတာတက်သူလုံးတာမှန်သိရတာနဲ့သူ့ပေါ်မှာကိုကသူတော်စင်သူတော်မြတ်ဖြစ်ချင်တာနဲ့အတင်းခွင်းလွတ်ဖို့လုံးပန်းယူရမွေးယူရတာကိုဒါပြုတ်တို့တိခံတာလို့ပြုတ်တို့ဘုရားဒီလိုမွေးယူတာမဟုတ်ဘူးဒီသူကကိုလုံးတာမဟုတ်ဘူးဒီသူ့အပေါ်မှာစီးပိုးပြီးတော့ကိုနေနေတဲ့ပယောဂတစ်ခုကဘူးလို့မလို့လားသူလို့ရတာလို့သိတော့သူ့ခွင့်လွတ်တာတိခံကျွတ်တို့ဘုရားရဲ့တိခံမှုကဘယ်လောက်မြင့်မြတ်တယ်လဲလို့ဆိုတာကိုကျွတ်တို့ပြောတာပါနော်ကျွတ်တို့ဘုရားသာအဲ့ဒါဖြစ်မှာလားလို့မေးရင်ကျွတ်တို့ဘုရားရဲ့နောက်ကချီယာခံပြီးလိုက်နေတဲ့ကျွတ်တို့ဗုဒ္ဓဘာသာဝင်လို့ဆိုတဲ့တွေကလည်းကျွတ်တို့ဘုရားလို့ပဲဖြစ်မှာဗျကျွတ်တို့ဘုရားဒီလိုမြင်လို့သူဒီလိုမျိုးလို့ခွင့်လွတ်နိုင်တာဆိုရင်ကျွတ်တို့လည်းသူကနေဒီလိုမြင်အောင်တင်သွားတော့ဒီလိုမြင်ပြီလို့ဆိုတော့ကျွတ်တို့လည်းဒီလိုမြင်ဒီလိုပဲခွင့်လွတ်နိုင်မှာပေါ့ဘုရားမှုခွင့်လွတ်နိုင်တာမဟုတ်ဘူးကျွတ်တို့လည်းခွင့်လွတ်နိုင်မှာလို့ဒီလိုဆိုလိုတာပါဘုရားမှုဂယုဏထားနိုင်တာမဟုတ်ဘူးကျွတ်တို့လည်းဂယုဏထားနိုင်မှာပါလို့ဒီလိုဆိုလိုတာနော်ဒါပေမဲ့ဒီလိုမျိုးဂယုဏထားနိုင်မှုမျိုးဒီလိုမျိုးခွင့်လွတ်မှုမျိုးကိုလူသားမလိုလားဘူးလားဆိုသိလိုချင်တယ်တကယ်လို့များအပြစ်ကျူးလွန်ခံရတဲ့သူတယောက်ကအပြစ်ကျူးလွန်တဲ့သူ့အပေါ်မှာခွင့်လွတ်တယ်တီးခံတယ်လို့သာဆိုရင်အပြစ်ကျူးလွန်ရတဲ့လူကစိတ်မကောင်းတော့အပြစ်ကျူးလွန်တဲ့သူတယောက်ကကျူးလွန်တာကိုခံရတဲ့သူကသူ့အပေါ်မှာဒေါသထွက်တယ်စိတ်ဆိုးတယ်ဆိုရင်အပြစ်ကျူးလွန်ရတဲ့သူကကျေနပ်တယ်။ဘာဖြစ်လို့လဲဆိုရင်ဒါလူဓမ္မတာပဲလေ။ကိုကသူမသိအောင်လုပ်တာပဲသူလွတ်အောင်လုပ်တာပဲ။ဒါလိုဖြစ်တဲ့အတွက်ဘာမှမခံစားရဘူး။တကယ်လို့များကိုလုပ်တာအတွက်သူခွင့်လွတ်တယ်လို့ဆိုတာသိရင်တော့မမေ့တော့ဘူး။အဲ့လိုမမေ့တော့သူအဲ့လိုမျိုးလုပ်ရတာတောင်ပြန်စဉ်းစားပြီပြန်စဉ်းစားပြီလို့ဆိုတော့ငါဒီလိုမှလုံးသိရင်လားလို့ဆိုတာမျိုးပေါ့ဗျာကြည်စံတစ်ဖက်ကအပြော့နဲ့ तू ကအမာနဲ့ခုတ်လိုက်တဲ့အခါမှာတစ်ဖက်ကအပြော့နဲ့ခံတာဖြစ်တဲ့အတွက်ပြတ်မသွားဘူးဗျထုံးခံတယ်သူတော့အဲ့လိုထုံးခံတော့ तू နောက်ထပ်ခိုးချင်တာနောက်ထပ်လိန်နေတာမလုပ်ချင်တော့ကြည်စံဟိုတစ်ဖက်သူစီကသီးခန္ဓာကလေးခွင်းလွတ်တာလေးကသူ့စီကူးလာတဲ့အခါကျသူကိုယ်တိုင်အဲ့ဒါမျိုးမလုပ်ချင်တော့တဲ့အဖြစ်ရောက်အဲ့လိုရောက်ပြီလို့ဆိုတဲ့အခါကျတော့ဟိုတစ်ဖက်သူသီးခံသူခွင်းလွတ်သူဆိုတဲ့အဖြူရောင်ကိုတစ်ဖက်သူစီကူးလိုက်တဲ့အခါကျတော့တစ်ဖက်သူလည်းဖြူသွားဒီတဲ့တစ်ဖက်သူလည်းဖြူသွားဆိုတယောက်ကစတရားကလောကကြီးအကုန်လုံးကြီးအေးဖို့အတွက်ဟောအဲ့လိုလောကကြီးအကုန်လုံးကြီးအေးဖို့အတွက်ကိုလူတွေသိလို့ချင်းပြီမဲ့ဘယ်နာစလို့ရမယ်ဘာကစလို့ရမယ်လို့ဆိုတာကိုမသိအဲ့လိုမသိပေမဲ့မလိုချင်ဘူးလားဆိုလိုချင်တယ်
အဲ့လိုလိုချင်တာဖြစ်တဲ့အတွက်ဒီလိုချင်တာကိုကိုယ့်ဘာသာကိုဖော်လို့မရကျွတ်တို့သိတ္တတာဖော်တယ်အဲ့လိုဖော်တဲ့အခါကျတော့ဘာဖြစ်လို့ဒါကိုမင်းတို့အဲ့လိုမျိုးလို့တခါတည်းကိုယ်တွေနှုတ်တွေစိတ်တွေနဲ့လွန်ကျူးကြတယ်ဒီလွန်ကျူးတာကြောင့်ဖြစ်ပွားကြတယ်လို့ဆိုတာတွေကအဲ့ဒါတွေကဒုက္ခတွေကွာဒါတွေကိုမင်းတို့မသိတာအဲ့ဒါဒုက္ခအစစ်ဒီဒုက္ခတွေမင်းတို့မြင်ပြီဆိုရင်ဘယ်လွန်ကျူးခြင်းလဲဆိုတာဖြစ်ပါမတော့လွန်ကျူးခြင်းလဲဆိုတာဖြစ်တာကသမုဒယကွာလွန်ကျူးခြင်းတာမဖြစ်တော့တာကသမုဒယပယ်တာကွာအဲ့ဒါလိုသမုဒယပယ်ပြီလို့ဆိုမှတော့ဖြစ်ဘယ်လိုလုပ်ဒုက္ခပြန်ဖြစ်ပါမတော့ဒုက္ခငြိမ်းတာကွာအဲ့ဒါကြောင့်မလို့ဒုက္ခនិရောဓကွာဒီလိုဒုက္ခនិရောဓဖြစ်အောင်ဘာလို့ရတာတော့အဲ့ဒီဒုက္ခလို့ဆိုတဲ့ကံနဲ့ကံရဲ့အကျိုးဝိဘက်တွေကိုကွက်ကွက်ကွင်းကွင်းစင်စင်လင်းရှင်းရှင်းလင်းလင်းမြင်အောင်ကြည့်ရတာကွာအဲ့ဒါကြည့်တာကမေဃအဲ့ဒါကြည့်တာကတို့လုပ်တဲ့လုပ်ငန်းတို့ရဲ့လုပ်ငန်းအဲ့ဒီကံနဲ့ကံရဲ့အကျိုးဝိဘက်တွေကတို့ရဲ့အကြည့်ခံတဲ့သင်္ကန်းစာယူစရာပရိဒါနနာကိစ္စရှိတဲ့ဒုက္ခသစ္စာတွေအဲ့လိုမေဃရဲ့ဒုက္ခရဲ့သမုဒယရဲ့និရောဓရဲ့သစ္စာလေးချက်ကိုသူကပေါ်တော့တာဘယ်သူမှမပေါ်နိုင်တဲ့သစ္စာလေးချက်ဘယ်သူမှမပေါ်နိုင်တော့ကိလေသာတွေကြောင့်ဆိုတာကိလေသာတွေကြောင့်ဆိုတာကိလေသာတွေပယ်မှဆိုကိလေသာနင်းပယ်နေတာပဲကိလေသာနင်းပယ်တော့ကိလေသာတွေ့တော့မတွေ့လျက်ဘာဖြစ်လို့မတွေ့လျက်တာတော့လို့ဆိုတဲ့ကကြကိလေသာပူဖြစ်ဒီကိလေသာတော့ဖြင့်တတ်မှာပဲကွာလို့ဆိုတာမျိုးရှာလိုက်ပြီဆိုရင်ရှာတဲ့သူကလည်းပူဖြစ်နေတော့ကိုယ်ဒီကိလေသာမရှိဘာလို့လဲကိလေသာကိုယ်မှဖြစ်တာကိုဒီကိလေသာတော့ဖြင့်ငါတတ်မယ်ဆိုပြီးတော့ကိလေသာရှာပြီလို့ဆိုတယ်ရှာတဲ့သူကကိုယ်ဖြစ်နေတော့ကိုယ်ဒီမှာကိလေသာမရှိဘူးဆိုတော့ကိလေသာကိုတတ်မယ်လို့ရှာလိုက်တာကိလေသာတောင်တွေ့ကိလေသာတွေ့ရလို့တရားမှမရှိဘူးအဲ့တော့ကျုပ်တို့လည်းပဲရေးလိုက်မှားနေကြတာလို့ပြောရမှာပေါ့ကိလေသာမဟုတ်မနေတမ်းပါနဲ့ကျုပ်တို့ဒီလိုပြောရင်ပါတယ်ဘာလို့ရမှာတော့ကျုပ်တို့ဒုက္ခကိုကြည့်ရတာဟောဒုက္ခကိုဘယ်လိုကြည့်မှာတော့ဒီကံနေရာဝိဘတ်တွေဖြစ်နေလေတယ်ဒီဝိဘတ်တွေလာပြန်တော့လေကိလေသာထပ်ပေါက်ပြီကလားဒီကိလေသာကနေဒီကံနေထပ်ဖြစ်တယ်ဟောဒီကောင်ကြီးလဲနေတာကပုံပေါ်လာတဲ့အခါကျတော့ပျက်စီးတဲ့ပုံကြီးပေါ်တယ်ဒါလိုလဲနေခံရတဲ့သူဟာတိုးတက်မှလားပျက်စီးမှလားဒီကောင်ပျက်စီးမှဒါလိုလဲနေတဲ့သူဟာချမ်းသာမှလားဆင်းရဲမှလားဆိုဒီကောင်ဆင်းရဲမှဒီလိုလဲနေတဲ့သူဟာကိုအစိုးရမှလားအစိုးမရမှလားဆိုလဲနေတာရက်ကြည်တန်းနည်းနည်းမှရက်လို့မရဘူးအစိုးမရသူကပဲဝါမျိုးသွားတာကိုခံရတယ်။ဒါကြောင့်အနတ္တဒီလိုမျိုးလို့အနိစ္စထဒုက္ခထအနတ္တထကိုကျွတ်တူပေါ်ရမှာဒီအနိစ္စဒုက္ခအနတ္တတွေရဲ့ဒီလက္ခဏာတွေပေါ်သွားပြီလို့ဆိုတဲ့အခါကျတော့ဒီတန်တရားပြတ်တာပေါ့အဲ့တော့ကျွတ်တို့ဘုရားကဒီသစ္စာကိုပြီးပြင်းသူကဟောသွားပြီဒီသစ္စာပြီးပြင်းဟောသွားတဲ့အခါကျဒီသစ္စာကိုသူပြီးပြင်းတော့မန်နေလဲအောင်တာပေါ့ဗျာမန်နေအောင်နေဆိုတာကဘာတော့ဆိုလို့ဆိုတော့သူအောင်ခြင်းတွေအောင်တာပေါ့အောင်ခြင်းတွေပါတယ်ခန္ဓာမန်တို့ကိလေသာမန်တို့ဆိုတဲ့အစစအရာတွေပေါ့နော်ဒေဝဗုဒ္ဓမန်လို့ဆိုတဲ့သူ့ရဲ့မင်းသားဖြစ်ခဲ့ဘူးလားကိုဒေဝဗုဒ္ဓခေါ်တာပေါ့ဗျာအဲဒီဒေဝဗုဒ္ဓကိုထောက်ပြီးတကလားမလီငါမျက်ပုံပေါ်နေရတာငါတော့ကြဆုံးပြီဖြစ်နေငါဘဝတော့ဖတ်တယ်လို့တော့မရတော့လေဘုတော်ဘူးလားလို့အဲဒီလိုမျိုးဖြစ်ပြီးကြသွားတာဒေဝဗုဒ္ဓခေါ်တယ်ဒါမနတ်ခေါ်တာပေါ့ဗျာအဲဒီဒေဝဗုဒ္ဓမန္တာအောင်တာလားလို့မေးတဲ့အခါကျတော့မဟုတ်ဘူးနော်ခန္ဓာမန်ဆိုတဲ့ဥပါဒณะခန္ဓာပဲသူကနေပြီးတော့လွန်မြောက်တော့ခုနကကိလေသာတွေနဲ့ကံတွေနဲ့ဝိပဿနာတွေနဲ့လဲပတ်နေလို့ဖြစ်ပွားတဲ့ကံဆိုရင်လည်းပုံညာပြီးသင်္ခါရဆိုတာလည်းကံအပုံညာပြီးသင်္ခါရလည်းကံအာနိဇာပြီးသင်္ခါရလို့ဆိုရင်အာယုဘကံတွေလည်းကံဒီကံတွေလှုပ်လိုက်လို့ဖြစ်လာတဲ့ဝိပဿနာပုံညာအာနိဇာဆိုတာလည်းနဲတာမဟုတ်ဘူးဒီပုံညာအာနိဇာရဲ့အကျိုးဝိပဿနာတွေကလည်းပဲအာကုသိုလ်ရဲ့အကျိုးဝိပဿနာကုသိုလ်ရဲ့ကာမကုသိုလ်ရဲ့အကျိုးဝိပဿနာယူပကုသိုလ်ရဲ့အကျိုးဝိပဿနာအာယုဘကုသိုလ်ရဲ့အကျိုးဝိပဿနာဒါတွေကဘာဖြစ်လဲဒါတွေကတော့ဖြင့်ခန္ဓာမှန်နေဒါတွေကိုခန္ဓာဖွဲ့လိုက်လို့ရှိရင်ယူပခန္ဓာဝေနခန္ဓာတင်ညက်ခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာဥပါဒณะခန္ဓာနော်ယူပုပါဒณะခန္ဓာကိုယူပခန္ဓာလို့ပြောလိုက်တာဝေဒနုပါဒณะခန္ဓာဝေနခန္ဓာလို့ပြောလိုက်တာတင်ညုပါဒณะခန္ဓာသင်္ခါရုပါဒณะခန္ဓာဝိညာဏုပါဒณะခန္ဓာကိုတင်ညက်ခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာလို့ပြောလိုက်ဘာဖြစ်လို့သူ့ဥပါဒณะခန္ဓာလို့ပြောရတဲ့တော့သူ့ဥပါဒณะခန္ဓာလို့ဘာဖြစ်လို့ပြောရတဲ့တော့လို့ဆိုတော့သူကကိလေသာလို့ဆိုတဲ့အစွဲဥပါဒံကြောင့်ဖြစ်တဲ့ဒီယုတ်ဝေနာတိညာသင်္ခါရဝိညာဉ်တွေဖြစ်ဒီခုနပဋိသသမုပ္ပါလဲပြီးတော့တန်တရားလဲနေတာအသွင်ထဲမှာဖြစ်ပွားတဲ့ခန္ဓာတွေက
အစွဲကိလေသာကြောင့်ဖြစ်တဲ့ခန္ဓာတွေဖြစ်တဲ့အတွက်အဲ့ဒီခန္ဓာတွေကိုဥပါဒณะခန္ဓာတွေလို့ပြောရတယ်ဒီကျုပ်တို့တက္ကရာကြီးတွေကရုပ်တွေတို့ဝေဒနာတွေတို့သင်ညာသင်္ခါရဝိညာဉ်တွေတို့ပြောတာမဟုတ်ဘူးဒီရုပ်တွေဝေဒနာတွေသင်ညာသင်္ခါရဝိညာဉ်တွေထဲမှာကရိယာတွေဖြစ်လိုက်ဖြစ်ခြင်းဖြစ်လိုက်မက်တွေဖြစ်ခြင်းဖြစ်လိုက်ဖို့တွေလည်းဖြစ်ခြင်းဖြစ်လိုက်အဲ့ဒါတွေကဥပါဒณะခန္ဓာတွေမဟုတ်ဘူးအဲ့ဒါတွေကဥပါဒณะခန္ဓာတွေမဟုတ်ဘူးအဲ့တော့ဒီဥပါဒณะခန္ဓာလည်းပဲခုနကလေ तू သိသွားပြီဆို तू အောင်သားပြီဒါကြောင့်မလို့ခန္ဓာမှန်လဲ तू အောင်ရောဒေဝဗုဒ္ဓမံတို့ခန္ဓာမံတို့မေစုမံဆိုတာဒီဥပါဒณะခန္ဓာနဲ့ဒီတန်တရားကြီးလဲနေမှ तू သေတယ်လို့ပြောရဘူးမေစုဆိုတာသေတာပဲသေတယ်လို့ပြောရတာဆိုတော့အခုလိုလဲသေသွားတာကိုသေတာမဟုတ်ဘူးဘဝသေသွားတာဘဝပြက်ပြုံးသွားတာကိုသေတယ်လို့ခေါ်တာအဲ့လိုသေတာကိုမေစုလို့ဒီလိုမျိုးမသေတော့ဘူးသေရမယ့်ဟာ तू လွန်သွားနိုင်ခဲ့အဲ့ဒါကြောင့်မလို့ तू မေစုမံလို့ပြောရတယ်ဒေဝဗုဒ္ဓမံတို့ခန္ဓာမံတို့မေစုမံတို့အဘိသင်္ခါရမံအဘိသင်္ခါရမံဆိုတာအခုနကံတွေကိုလွန်မြောက်တာအဘိသင်္ခါရမံလို့ပြောရတယ်အဲ့လိုမျိုးလို့မံတွေကိုကျွတ်တို့ပြအောင်ဘာလို့လဲ तू ဒီဘာကြောင့်ဒီမံနေအောင်တာတော့လောကကြီးရဲ့လူတယောက်နဲ့တယောက်ဆက်ဆက်နေတဲ့အတိုင်းခွာကံနဲ့ဆက်ဆက်နေမိဘနဲ့တာသမီချစ်ကြတယ်တာသမီကလည်းမိဘကိုယ့်မိဘကိုချစ်တာပဲမိဘလည်းသူ့သားသမီးသူချစ်တာပဲဘာဖြစ်လို့ချစ်ကြတာတော့ဟာလို့မေးလို့ရှိရင်သားသမီးတွေကလည်းပြောမှာပေါ့ဒါကျုပ်တို့အဖေနဲ့အမေမို့ပေါ့လို့အဖေအမေလို့တဲ့သူကတော့ဘာဖြစ်လို့ချစ်တာတော့လို့မေးကိုသားနဲ့သမီးမို့ပေါ့လို့လူပြောမှာပေါ့အဲ့ဒါမှားတယ်ဗျာတကယ်တော့လူတိုင်းသိနေတာကတော့အဲ့ဒီတိုင်းသိနေတယ်ဘာဖြစ်လို့မှားတယ်လို့ဆိုတာပြောနိုင်တယ်လို့ဆိုစင်ញင်တုံလေးနဲ့စင်ញင်ကြည့်ပေါ့ကိုသားသမီးအရင်ခောက်ပဲသူကသာသိုးသိုးဆာဆာတွေရှောက်လို့အချက်တကွဲအကျိုးနဲ့တွေရှောက်လုံနေပြီလို့ဆိုရင်တော့ဒီသူကတော့ဖြင့်မိဘတောင်မှဖြက်စီးနှိပ်စက်ပြီးတော့နေပြီဆိုရင်ဒီသားသမီးသူကနေမချစ်နိုင်တော့သားသမီးဖြစ်မှသုံးလို့ချင်းဆိုတာမျိုးများတောင်သုံးလို့ရမှာနော်မိဘကိုလည်းဒီနည်း၎င်းပါပဲမိဘကအချက်တကွဲအကျိုးနဲ့တွေလုံတခါတည်းသားသမီးဟိုတောင်မှဘယ်လိုမှချမ်းသာရလောက်တဲ့အနေအထားမရှိအောင်လေပင်ကြီးပဲဒီနေ့၃ချိန်လောက်တက်နေနေတယ်ဆိုရင်ဒီမိဘတော့ကြည်တောင်မကြည့်ချင်ဘူးဆိုတာမျိုးလုံမှာနော်အဖေမင်းမို့ချစ်တယ်ဆိုရင်အဲ့ဒီတော့ကြတော့လဲအဖေမေးပါပဲသားသမီးမို့ချစ်တယ်ဆိုလဲဒီသားသမီးကလည်းပဲအဲ့ဒီကြတော့လည်းပဲသားသမီးပါပဲသိုးပြီဆိုရင်တော့သူကံဆိုးတာကံဆိုးပြီဆိုရင်မချစ်တော့ကံကောင်းနေလို့ချစ်တာကိုသားသမီးချစ်တယ်ဆိုတာကိုသားသမီးနဲ့ကိုနေရင်းနေတယ်ရင်းနေတော့သူ့ရဲ့ကောင်းတဲ့ကိုယ်နှလုံးလေးသိရတော့ချစ်တာပေါ့ကိုဖေမေနဲ့ကိုနဲ့ရင်းနေတယ်ကိုဖေမေကကိုကရင်းနေတော့သိတာပေါ့သူ့ရဲ့စိတ်ကောင်းနှုတ်ကောင်းကိုယ်ကောင်းလေးတွေအဲအကြောင်းမလို့ကောင်းနေတာကိုချစ်တာကံချစ်တာမုန်းနေဆိုတာလည်းပဲလူမုန်းတာမဟုတ်ဘူးကံမုန်းတာချစ်တယ်ဆိုတာလည်းလူချစ်တာမဟုတ်ဘူးကံချစ်တာအဲလိုမျိုးလေးကျွတ်တို့ဗျာလူလောကတူနဲ့တူဆက်သွယ်တယ်ဆိုတာကံပါလားလို့ဒီလိုသိတဲ့အခါကျတော့ဒီကံကိုသူလိုက်တော့တာဗျဒီကံကိုလိုက်တဲ့အခါကျတော့ဒီကံရဲ့ခုနကပုဗ္ဗေနိဝတ္တနုတ္တိညာဒီပုဗ္ဗေနိဝတ္တနုတ္တိညာကနေတက်ပြီးတော့ဒိဗ္ဗစက္ခုညာနောက်ဆုံးပိအာတော်ယုစီတာပြတ်တဲ့အဆင့်ဒီအာတော်ဖျာညာရောက်တယ်ခင်ဗျဟာဒီကောင်ဒီလိုဖြစ်တာပါလားလို့ဆိုတော့ဒီအဘိသင်္ခါရကလည်းဘယ်လိုမှပြန်ပေါ်လို့မရတော့အဲလိုမျိုးလို့အဘိသင်္ခါရမံကိုလည်းပဲကျွတ်တို့ဖျားအောင်တာဒီလိုမျိုးအဘိသင်္ခါရမံဒေဝဗုဒ္ဓမံမေစုမံအဲလိုမံနေပေါ့ဗျာမံ၅ခုရှိတာဗျာ၅ခုရှိတာကဒေဝဗုဒ္ဓမံဒါအဘိသင်္ခါရမံခန္ဓာမံခုနကတော့မေစုမံဥပါဒณะခန္ဓာတွေလေဒီလိုမျိုးလို့သာအောင်မြင်ကုန်ပြီလို့ဆိုရင်တော့ဘယ်သူမှမအောင်မြင်နိုင်တဲ့ဟာတွေကိုကဒေဝဗုဒ္ဓတော်မဟုတ်ဘူးကိုကတော့တာမန်ပဲဒီသူစင်းရဲ့တယောက်ရဲ့သားဖြစ်ခြင်းဖြစ်လိမ့်မယ်ကိုမြန်မှန်မရှိဘူးမအောင်မင်းနဲ့နော်သူစင်းရဲ့သားဖြစ်လို့ဗျာမှန်လည်းပဲကိုမြင့်မြတ်တာမှမှန်ပြောတာမဟုတ်ဘူးကိုညံပြင်းနေရတာလည်းမှန်ပဲဗျာနော်ဟိနမှန်လို့သူပြောကိုမြင့်မြတ်တဲ့အဖြစ်ကြတော့ပဏိဒမှန်လို့သူပြောရတာကိုကသူများနဲ့တန်းတူရည်တူလောက်ဖြစ်တယ်ဆိုရင်တော့တတိတမှန်လို့ဒီလိုမျိုးပြောရတယ်အဲ့တော့ကိုကတတိတဖြစ်မှငါတတိတမှန်ပေါက်တယ်လို့မအောင်မင်းနဲ့နော်တရုံသားတာဖြစ်ရင်လည်းငါတရုံသားတာလို့ဆိုတာမျိုးမှန်ကလည်းပေါက်ပြန်ပြီးတော့တာဗျမင်းတို့ဒီဘာလဲတခါတည်းမြင့်မြတ်တဲ့ဟာကြီးတော့ကွာငါလိုတ
တေးတော်ဟာနဲ့တိုက်ဝတ်နေဆိုမင်းတို့တိုက်ကြည့်ကြသမ်းပါလားဆိုတာမျိုးနဲ့မှန်ထုတ်တာပဲအဲ့လိုမျိုးဆိုတော့မင်းတို့ဝတ်သားရင်းတော့ကွာငါတို့ချီမောင်ရင်းနဲ့တော့ဘယ်မလဲနိုင်ပဲရှိပါမလဲဆိုတာမျိုးပေါ့ဗျာလုပ်တယ်ဗျာဒါမှန်ပဲအဲ့တော့ဒီမှန်တွေကိုလူတွေအောင်မြင်ကျင်ကြပါတယ်ဒီမှန်တွေလူတွေကင်းရှင်းကျင်ကြပါတယ်ကင်းရှင်းကျင်ကြပြီမဲ့ဘယ်လိုရှင်းရမယ်လို့မသိရှင်းနိုင်တဲ့အနေထားလမ်းတော့သူတို့မမြင်ဘူးအဲ့ဒါကိုကျွတ်တို့ဘုရားကသစ္စာသိတဲ့အခါကျဒီမှန်နေအောင်တဲ့အခါကျတော့ဟာဒါတွေလိုချင်နေတဲ့လူတွေလိုချင်နေတဲ့ဟာကိုတို့ဘုရားကနေပြီးတော့လုပ်ပြသွားနိုင်တယ်လို့ဆိုတော့ဒါလူတွေလိုလားတဲ့ဟာကိုလုပ်ပြတယ်လူတွေလိုလားတာလုပ်ပြတဲ့သူဆိုတော့ဒီလိုလုပ်ပြတဲ့သူကလည်းလူတွေရဲ့လိုလားခံရတဲ့သူဆိုတော့အဲဒီလူတွေရဲ့လိုလားခံရတဲ့အဖြစ်ရောက်တာပုရုရှဘောဗျအဲ့ဒါပုရှပဲဗျအဲ့ဒါပုရှပဲအဲ့ဒါဖျားပဲဗျဒါကြောင့်မို့လို့ပြုတ်တို့သိတတ်တာကတော့တကယ်လူတွေရဲ့လူချင်းတရားတွေကိုလူတွေရဲ့လိုလားတာတွေကိုဖော်ပေးနိုင်တဲ့သူဖြစ်လို့လူတွေရဲ့ခုနကပြောခဲ့တဲ့တူတူလိမ့်နေတာကောက်နေတာဆဲနေတာဆိုးနေတာအချင်းစရိုက်တွေမှားယွင်းပြီးတော့နေနေတာတွေကိုပျောက်ပြက်သွားစေချင်တာလူတွေကလည်းအဲ့ဒီပျောက်ပြက်သွားမဲ့ဟာနီလန်းတွေကိုသူကဒါကတော့ဖြင့်ဒုက္ခအရိယတစ္ဆာခေါ်တာဒါသမုဒိယအရိယတစ္ဆာအဲ့ဒီဒုက္ခအဲ့ဒီသမုဒိယရှိလို့ဟာဒါကမေဃအရိယတစ္ဆာခေါ်တာဒီမေဃပွားလိုက်ရင်ဒုက္ခတိတာကြောင့်မို့လို့ဒီသမုဒိယမဖြစ်တော့ဘူးဟာဒါကြောင့်မို့လို့သူနိရောဓလို့ဆိုတဲ့နိဗ္ဗာန်ရောက်ကြောဟာလို့လူရဲ့လွတ်မြောက်မှုကိုလူအလိုချင်ဆုံးဒီလူအလိုချင်ဆုံးဖြစ်တဲ့ကိုလွတ်မြောက်မှုကိုပေါ်ပေးတဲ့သူဖြစ်တဲ့အတွက်အဲ့ဒီပေါ်ပေးတဲ့သူကလည်းလူအလိုလားခံရဆုံးအဲ့လိုလူအလိုလားခံရတာကိုပါဠိလိုခေါ်လိုက်တော့ပုရုရှအဲ့ဒီပုရုရှဖြစ်တဲ့အတွက်ကျွတ်တို့ဗုဒ္ဓကလည်းပဲအဲ့ဒါကိုပေါ်ပေးတဲ့သူဖြစ်တဲ့အတွက်သူပုရှာသူဖျားလို့ဒီလိုပြောရမှာပေါ့ကျွတ်တို့ဘုရားကဒီလိုမျိုးသာဖျားလို့ဖျားဖြစ်ပုံကိုသိတာလားလို့မေးအစောပိုင်းတော့ပြောပြီဘာပြောသလဲလို့ဆိုတော့ထာဝရပဲဖြစ်ဖြစ်အရာဟုပဲဖြစ်ဖြစ်ဣသရပဲဖြစ်ဖြစ်ဘယ်တော့မှဖြစ်တာလို့လည်းမသိဘူးဘယ်နေရာမှာဖြစ်တာလို့လည်းမသိဘူးသူတို့ဖျားဖြစ်တာဘယ်လိုဖြစ်တာလို့လည်းမသိဘူးသူကျုပ်တို့ကဘာတိလို့ဆိုသူကလူတွေကိုဖန်ဆင်းထားတယ်အားလုံးကိုဖန်ဆင်းထားတယ်လို့ဆိုတာဒါသူလုံးတယ်လို့ဆိုတာကြမှာသိတာပဲလေသူဒီလိုမျိုးလို့လူတွေကိုဖန်ဆင်းနိုင်အောင်လူတွေရဲ့လောကကြီးကိုဖန်ဆင်းနိုင်အောင်သူဘယ်လိုတကိုးတွေရတာတုံးလို့ကျုပ်တို့မပေါ်နိုင်ဘူးအဲ့တော့သူလူတွေကိုဖန်ဆင်းနိုင်တယ်လို့ဆိုတာတော့ကတော့အကျိုးပြောတာမျှပဲဖြစ်အဲ့ဒီဖန်ဆင်းနိုင်တဲ့စွန့်ရည်မျိုးကိုဘယ်လိုပုရုရှာဖြစ်နေသူရတာဘယ်တော့မှရတာဘယ်နေရာမှာရတာတုံးလို့ထာဝရကိုလည်းမပြောနိုင်အနာဟုကိုလည်းမပြောနိုင်ဣသရကိုလည်းမပြောနိုင်ဘူးကျုပ်တို့ဗုဒ္ဓကိုတော့ကျုပ်တို့ပြောပြီဘယ်လိုပြောသလဲလို့ဆိုတော့သူဘယ်တော့မှမွေးဖွားခဲ့တာသူဘယ်နေရာမှာမွေးဖွားခဲ့တာကျုပ်တို့ဘုရားရဲ့မွေးသက်ကြီးတွေခင်ဗျားတို့သိကြတယ်နော်ကျုပ်တို့ဘုရားရဲ့မွေးနေရာတွေကိုလည်းကျုပ်တို့ခင်ဗျားတို့သိကြတယ်နော်ကျုပ်တို့ဘုရားကိုဘယ်သူကမွေးပေးတာရှိတော့ခင်ဗျားတို့သိကြတယ်နော်ကျုပ်တို့ဘုရားဟာဘာတွေကျင့်နေဆိုတာလဲဟောခင်ဗျားတို့ကျုပ်တို့ပြောနေပြီမှားမှားယွင်းချွတ်ကြော်ယူပါတွေတောင်ကျင့်ပါသေးတယ်လို့ဒီကျုပ်တို့ပြောတယ်အဲ့ဒါတွေမှမဟုတ်ဘူးလို့ဆိုတဲ့အခါကျသူနောက်ဆက်ပြီးဘာကျင့်တယ်လဲဆိုတာကျုပ်တို့ကပြောပြီသူကံကိုကျင့်တယ်ကံကိုကျင့်တဲ့အခါကျသူဘယ်လိုသိတဲ့တော့ဒီကံကဘယ်လိုဖြစ်တဲ့တော့လို့ဆိုတော့ဒီကံတွေကဝိဘက်တွေဖြစ်စီတဲ့ဒီကံတွေဟာကိလေသာတွေကြောင့်ဖြစ်တာတဲ့လို့သူသိတယ်ဒီကိလေသာတွေကလည်းဝိဘက်တွေကြောင့်ပေါက်တာတယ်လို့ဝိဘက်ကြောင့်ကိလေသာပေါက်ကိလေသာကြောင့်ကံလို့လို့ဝိဘက်ဖြစ်လို့ဒီသက်ကွင်းလဲနေတာတဲ့ဒီသက်ကွင်းဘယ်မှာလဲတာတော့လူပေါ်မှာလဲနေတာအဲ့တော့ဒီလူဟာလဲတာမဟုတ်ဘူးလဲတဲ့ဖြစ်ရဟာလူမဟုတ်ဘူးဒါကြောင့်မို့လို့လဲတဲ့ဖြစ်ရလူမဟုတ်ဘူးလို့သိလိုက်လို့သက်ကာယအပေါ်မှာအထင်လွဲတဲ့ဖြေချတဲ့လူအပေါ်မှာအထင်လွဲတဲ့သက်ကာမိစ္ဆာဒိဋ္ဌိကွာတာဒီလိုသက်ကာယမိစ္ဆာဒိဋ္ဌိကွာတဲ့အတွက်လောကကြီးကိုခွင်းလွတ်နိုင်တယ်လောကကြီးကိုမေတ္တာထားနိုင်တယ်လောကကြီးကိုမဟာကရုဏာပွားနိုင်တယ်အဲ့ဒီအဖြစ်ဟာလူအသုံးမကြဘူးလားဆိုသိတ်ကိုအသုံးကြတို့လည်းအဲ့လိုမြင်အောင်လုပ်ရင်မမြင်နိုင်ဘူးလားဟာသူမြင်တာလို့ပဲသူပြပြီဆိုတို့မြင်လို့ရတို့လည်းတကယ်ပဲတက္ကမိစ္ဆာဒိဋ္ဌိကွာပြီလို့ဆိုရင်ဒီခိုးပါတယ်ဆိုတဲ့တက္ကာယကိုဒီကောင်တခိုးပဲဆိုပြီးရိုက်နေဦးမှာလား
ဆဲနေအောင်ပါလားဆိုတော့ဟာတို့လည်းပဲသူ့ဘောခွင့်လွတ်နိုင်တာပဲသူခိုးတာမှမဟုတ်ဘူးလို့တို့သိနေမှဆိုတော့သူ့ခွင့်လွတ်နိုင်တာပေါ့လို့ဆိုတော့တလောကလုံးရဲ့လူရင်ကြီးပြည့်တော်တာပေါ့လို့ဒီလိုပြောရမယ်ဒါကြောင့်မို့လို့ကျုပ်တို့ရဲ့ဗုဒ္ဓဟာဖျားပါလူတွေရဲ့တကယ်လူအင်ကြီးကိုရှားပွေဖြည့်ဆည်းပြီးတော့ပေးတဲ့ပုဂ္ဂိုလ်ကြီးဖြစ်တဲ့အတွက်ပုရုရှာကြီးပါပူရှားကြီးပါဖျားကြီးပါပြောလို့ဆိုရင်တော့ပုရိတိတိပုရိသောပေါ့ဗျာပုရိတိပြည့်စေတတ်ကြီးပေါ့ဘာကိုပြည့်စေတတ်တာလို့ဆိုရင်လူတွေရဲ့အိဋ္ဌံပေါ့မနုဿာနံအိဋ္ဌံပေါ့မနုဿာနံလူတွေရဲ့အိဋ္ဌံအလိုဆန္ဒကိုပုရိတိပြည့်စေတတ်ကြီးဣတိတတ္တဗာဤလိုပြည့်စေတတ်သည်ဖြစ်ကြောင့်ပုရိသောပုရိသမြည်ပုရုရှာမြည်ပူရှားမြည်ဖျားမြည်လို့ဒီလိုပြောရမှာပေါ့ကျွတ်တို့ဗျာလူလောကရဲ့လူရင်ဆန္ဒကိုဖြည့်ပေးတဲ့သူဗျကျွတ်တို့ကအဲ့ဒါကိုလူအင်ဖြစ်ရကောင်းမှလည်းမသိလူအင်မဖြစ်ရကောင်းမှလည်းမသိဖြစ်နေတဲ့အတွက်ကျွတ်တို့ဗျာကျွတ်တို့တန်ဖိုးမထားတာဘာဖြစ်လို့လူအင်ဖြစ်ရကောင်းမှလည်းမသိလူအင်မဖြစ်ရကောင်းမှလည်းမသိတာတော့ဆိုရင်တော့ကျွတ်တို့ကိုကြီးပဲကျွတ်တို့ကစိတ်ဖြာပြီးကြည့်ကြတာလေကျွတ်တို့ကိုယ်ထဲမှာဘာရှိလို့ရုပ်တွေရှိတယ်တဲ့ကျွတ်တို့ကိုယ်ထဲမှာဘာတွေရှိသုံးလို့နာနေရှိတယ်တဲ့အဲ့ဒီရုပ်တွေနာနေကိုကွဲရမယ်တဲ့ဒီရုပ်နဲ့နာမမကွဲဘူးဆိုရင်တော့တဲ့တရားသွားမလုံးနဲ့တဲ့လောကီပဲဖြစ်လိမ့်မယ်တဲ့အဲ့တော့ဒီတက်ကာယကြီးကိုငါလို့ဆိုတဲ့အကောင်ဖြစ်တဲ့တက်ကာယကြီးကိုငါဆိုတဲ့အကောင်ပျောက်ဖို့ရံအတွက်ဒီတဲ့ဘာရှိတုံးလို့ရှင်းရှာတော့ခါကြယုံနံရှိတယ်အဲ့ဒီယုံနံကမှအနိစ္စနဲ့သမတနာလို့သမတနာလို့မှများတဲ့အခါကျဒီကောင်ဒီပြက်တာမြင်တာပေါ့ဒီကောင်ဒီပြက်တာမြင်တဲ့အခါကျဟာဘယ်မှာယုတ်ကရှိတော့လို့လဲဟာဥဒိယဗျဒင်္ဒအာဒီနဝဗျပဲအာဒီနဝပဲနေပိတာပဲနဲ့သူတို့ကလုံးကြတော့ဒီတော့ဒီလုပ်ငန်းကြီးကဘာလုပ်ငန်းကြီးဖြစ်နေတော့လို့ဆိုတော့ကျုပ်တို့ကိုကြီးစိတ်ဖြာကြည့်ကျုပ်တို့ကိုကြီးစိတ်ဖြာကြည့်နေကျုပ်တို့ဗျာကျုပ်တို့ကိုစိတ်ဖြာကြည့်ခိုင်းသလားဆိုကျုပ်တို့ကိုစိတ်ဖြာကြည့်မခိုင်းဘူးကျုပ်တို့ကိုမှဖြစ်ပွားတဲ့အဖြစ်တရားကိုစိတ်ဖြာကြည့်ခိုင်းအဲ့ဒီအဖြစ်တရားကဘယ်သူတော့ဆိုရင်တန်တရားတရားပေါ့တန်တရားတရားကိုစိတ်ဖြာကြည့်ရပါကိုပြောမယ်ဆိုရင်တော့လူပေါ်မှာဖြစ်ပွားနေတဲ့သဘောတရားတွေစိတ်ဖြာကြည့်ရပါကိုအမှုတွေကိုပေါ့ဗျာဒီအမှုတွေစိတ်ဖြာကြည့်ရမှာကိုဒီအကောင်ကြီးသွားစိတ်ဖြာကြည့်ဒီအကောင်ကြီးသွားစိတ်ဖြာကြည့်တဲ့အခါကျလွယ်ချင်းကြီးလွယ်တော့ဘုရားတရားကျုပ်တို့မပေါ်အဲ့လိုမပေါ်တဲ့အခါကျတော့အဲ့ဓာတွေနဲ့ဆက်လျင်းလို့ဘယ်လိုအလိုရှိရမယ်လို့လည်းမသိဘယ်လိုအလိုမရှိရမယ်လို့လည်းမသိတတ်နိုင်သမျှအထိ तू ကတော့ကျုပ်တို့ကိုကြီးဟာကျုပ်တို့မဟုတ်ဘူးလို့ဆိုတဲ့ဟာမျိုးကိုတတ်မဟုတ်ချတခါတည်းတစ်ခုစီတရားစီဖြတ်ပြီးသူကြည့်လို့မလို့သိပေမဲ့ဒါကြီးကိုဒုက္ကုံမဟုတ်ဘူးလို့ဆိုပဲအပြတ်မြင်အောင်ကြတော့သိလုံးလို့မရတစ်ချက်ကလေးကတော့မြင်တယ်တစ်ချက်ကလေးမြင်တဲ့ဟာကိုတကယ်တစ်သက်လုံးမြင်ဖို့ရအတွက်ဆိုရင်လုံးလို့မရတကယ်လို့မြန်လုံးလို့မရလုံးလို့မရလို့တာနော်တကယ်လုံးလို့ရရင်တော့ကိမောက်တာမှာကြတကယ်လုံးလို့ရရင်ကိုမရှိဘူးဆိုတဲ့ဟာကြီးတခါတည်းဖြစ်သွားပြီတကလားသေးသေးကြေးကြေးပြစ်တာဘာမှလုပ်ဖို့မလိုဘူးဘာကောင်းမှုမှလည်းလုပ်ဖို့မလိုဘူးဘာမကောင်းမှုမှလည်းလုပ်ဖို့မလိုဘူးဘာမှရှောင်ဖို့လည်းမလိုဘူးဘာမှလည်းဆောင်ဖို့မလိုဘူးဘာလို့လဲဆိုငါမှမရှိပဲနဲ့ဆိုတာမျိုးကြီးဖြစ်သွားမှာဟုတ်ဒီသူတကယ်ကိုဒုက္ခရောက်မှာအနတ္တကိုတကယ်ကိုဆိုင်ပြောမယ်ဆိုရင်တော့လုံးယူမှာလို့သူပြောရမှာပေါ့ဗျာအဲ့တော့ကျုပ်တို့ဟာတခါတရံတော့မြင်အောင်လုပ်နိုင်ပြီနဲ့တခါတရံသာမြင်အောင်လုပ်နိုင်ပြီးတော့ထာဝရမြင်အောင်မလုပ်နိုင်လို့တော်ပြီသေးလို့ပြောရမလို့ပဲဗျာအဲ့တော့အဲ့ဒီဟာဖြင့်ဘာဖြစ်တာတော့မေးကျုပ်တို့ဘုရားတရားနာကြားချက်မှာလွဲကြတာကျုပ်တို့ဘုရားကဒီတန်တရားရဲ့အနိစ္စဒုက္ခအနတ္တဖြစ်ပုံဟောတယ်ကျုပ်တို့ကမဟုတ်ပါဘူးဗျာကျုပ်တို့အကောင်ကြီးရဲ့ဒီတက်ကာယကြီးရဲ့အနိစ္စဒုက္ခအနတ္တကြည့်နေရောအရှုခံနေရာကြီးလွဲနေတာလို့ပြောကြပါလို့ရှုတာကတော့ကျုပ်တို့ရဲ့သမာဓိဋ္ဌိသမာသင်္ကပ္ပအစရှိတဲ့မဂ္ဂင်7ပါးနဲ့ပဲရှုတယ်ဆိုတော့ကျုပ်တို့ရဲ့အဲ့ဒီမဂ္ဂင်ရဲ့အာယုံဖြစ်တဲ့မဂ္ဂင်ကဘာကိုသမာဓိဋ္ဌိမှာလဲကျုပ်တို့အကောင်ကြီးကိုတက်ကာယကြီးကိုသမာဓိဋ္ဌိလို့ဘာကိုသမာသင်္ကပ္ပလို့ဟောဒီတက်ကာယကြီးသမာသင်္ကပ္ပလို့တကယ်ကျုပ်တို့မြတ်စွာဘုရားကဘာကိုသမာဓိဋ္ဌိသမာသင်္ကပ္ပလို့ခိုင်းတာလို့ဆိုတော့ခုနကအမှုဖြစ်တယ်ဒီတန်တရားကိလေသာရဲ့ကံရဲ့ဝိဘက်ရဲ့လို့ဆိုတဲ့တန်တရားဒီတန်တရားကိုကျုပ်တို့ဘုရားကတော့အနိစ္စဒုက္ခအနတ္တအရှုခိုင်းအဲ့လိုမျိုး
မဂ္ဂင်နဲ့ကျုပ်တို့ကရှုတယ်လို့ဆိုပေမဲ့အဲ့ဒီမဂ္ဂင်ရဲ့အာယုံကအမှုဖြစ်တဲ့ဘဝလားဘဝနဲ့အမှုနဲ့အတူတူပါပဲနော်ကံနဲ့ဘဝနဲ့ကလည်းအတူတူပါပဲနော်အမှုဖြစ်တဲ့ဘဝကိုကျုပ်တို့ကနေပြီးတော့မဂ္ဂင်7ပါးရဲ့အာယုံအဖြစ်နဲ့ရှုတာလားဒီအကောင်ဖြစ်တဲ့တက္ကာယာကြီးကိုမဂ္ဂင်7ပါးဖြစ်တဲ့တရားနဲ့ကျုပ်တို့ကရှုတာလားမဂ္ဂင်7ပါးရဲ့တရားရဲ့အရှုခံအာယုံကဒီတက္ကာယာကြီးလားမဂ္ဂင်7ပါးတရားရဲ့အရှုခံအာယုံကဘဝလို့ဆိုတဲ့ဘဝတန်တရားလားလို့ဒီနှစ်ခုကိုကျုပ်တို့ကမေးခွန်းတောင်မထွက်တကယ်အစစ်မှန်ကဟောဒီတက္ကာယာကြီးဟာမဂ္ဂင်7ပါးရဲ့အာယုံမဟုတ်ပါဘူးပေါ့ဒီတက္ကာယာပေါ်မှာအာဂန္တုဧည့်သည်ဖြစ်နေဖြစ်ဒီမိပြီးနှိမ့်ဆက်နေတဲ့ဟောဒီဘဝတန်တရားဖြစ်တဲ့ဘဝကသာကျုပ်တို့ရှုရမယ်တရားပါလို့ဒီလိုပြောရမယ်ဗျာအဲ့ဒါလေးဟာတော့ဖြင့်ကျုပ်တို့သမိုင်းကြီးနဲ့ချီပြီးတကလားလွဲလာခဲ့ကြတာဖြစ်တဲ့အတွက်ဒါလေးကိုတော့ဖြင့်ခင်ဗျားတို့တတိထားနိုင်ကြပါသေးလို့ကျုပ်တို့ပြောရမယ်ဒါလေးပြောရင်းနဲ့ပဲခင်ဗျားတို့မေးလိုက်တဲ့ဘုရားဆိုတာဘယ်လိုဟာလဲဘုရားကပေါက်ပါတယ်လို့ဆိုတဲ့အဘိညာဉ်6ပါးဆိုတာဘယ်လိုဟာလဲဘိညာဉ်6ပါးဆိုတာကတော့ဒိဗ္ဗသောတာဘိညာဉ်တို့ဘာလို့ဆိုတာလဲထဲ့ပေါ့ဗျာနော်ဒီဘိညာဉ်3ပါးဖြစ်တဲ့လောကုတ္တရာဘိညာဉ်3ပါးကနေပြီးတော့ရှင်းပွားပြီးပွားလိုက်ရင်တော့ဘိညာဉ်6ပါးတို့အဘိညာဉ်7ပါးတို့ဒါဖြစ်မှာပေါ့နော်အဲ့ဒီအဘိညာဉ်တရားဆိုတာကဟောဒီမီဟောဒီဘုံဖြစ်ပါတယ်ပေါ့ဒီဘိညာဉ်ပေါက်လို့ဒါလဲဒီသူဘုရားဖြစ်တာပါပေါ့ဒီဘိညာဉ်နေပေါက်လို့မို့ဘုရားဖြစ်တဲ့အခါကျတော့သူ့မန်နေအောင်ပါတယ်ပေါ့ဘာမန်နေအောင်လို့ဆိုမန်နေအောင်လေဆိုတာမာနတွေမရှိတာကိုပြောတာနော်မန်ဆိုတာမာနပဲနော်မဒပဲနော်ဘာမန်နေအောင်ဘာမာနမရှိတာတော့လို့မေးတော့ခုနပြောခဲ့တဲ့မေစုမာနဟုတ်နော်မေစုမန်ဒေဝဗုဒ္ဓမာနဒေဝဗုဒ္ဓမန်ဟုတ်ဘူးနော်ကိလေသာမန်ခန္ဓာမန်အဲ့ဒီလိုမန်နေအကုန်လုံးကိုကုန်တာပါလို့ပြောရမှာဗျာအဲ့တော့ဒီပြောချက်ဖြင့်ဒီလောက်ဆိုရင်ရှင်းလောက်ပြီလို့ထင်ပါတယ်ဒီပြောချက်ကိုရှင်းရင်းနဲ့ပဲကျုပ်တို့ဖြင့်ခင်ဗျားတို့ကိုတရားတစ်ွက်ကိုနားထဲမှာမထွက်နိုင်အောင်ကိုပဲကျုပ်ဖြင့်ပေးလိုက်ရတာလို့မှတ်ယူပါတယ်အဲ့တော့ခင်ဗျားတို့ကလည်းဒီတရားတစ်ွက်ဟာခင်ဗျားတို့နားထဲမှာစူးစူးရှာရှာကြားကြတယ်လို့ဆိုရင်ဒီတရားကိုခင်ဗျားတို့ကတကယ်ပဲအကြအမိပွားများကြပါဟောဒီတက္ကာယမိစ္ဆာဒိဋ္ဌိပြုတ်တာကလေးကိုခင်ဗျားတို့ဖြစ်ပြီဆိုရင်ဒါကလေးမွေးထားရင်ဒီကောင်ကြီးလာဒီကောင်အလုပ်တွေလုပ်လာပြီဆိုရင်သဂရာဂာမိမဲ့ကိုအနာဂာမိမဲ့ကိုအရဟတမဲ့ကိုတွေလည်းခင်ဗျားတို့ပေါက်ကြရောက်ကြမှာပါအဲဒီလိုဖြစ်ပြီဆိုရင်ခင်ဗျားတို့လူသားဖြစ်နေပဲစိတ်နေရွှေတွေနဲ့ပဲဓနခါတွေပန်းနေနဲ့ပဲရင်းနေမယားတွေနဲ့ပဲအရဟတမဲ့ကိုခင်ဗျားတို့ရောက်ကြမှာပါလို့ပြောချင်ပါတယ်ဗျဒါလိုရောက်လို့မလို့ကြီးပွားတွေလည်းလုံနေကြမှာပါပဲလို့ဒီလိုပြောချင်ပါတယ်ဗျအဲ့ဒီအဖြစ်နဲ့ပဲအကောင်းဆုံးလူထင်ရှားတဲ့လူသဗ္ဗုရိတဒီသူကသိတော်တဲ့လူပဲလို့ဆိုတဲ့ထင်ရှားတဲ့သူအလုံးလုံးနေရင်းနဲ့ပဲသူထင်ရှားလာအဲ့ဒီသဗ္ဗုရိတဖြစ်ကြမှာပါလို့ဒီလိုပြောချင်ပါတယ်ဗျအဲ့ဒီသဗ္ဗုရိတအဖြစ်ရောက်အောင်ကျုပ်တို့ဖြင့်ရည်ဆောင်ပါတယ်ပေါ့ခင်ဗျားတို့ကလည်းဒါလေးကိုဝမ်းသာနိုင်ကြတယ်လို့ဆိုရင်တို့လည်းသဗ္ဗုရိတအဖြစ်ရောက်အောင်ကတော့လောက်ရမှာပဲလို့ဆိုတဲ့အဖြစ်မျိုးကိုဝမ်းနိုင်ကြပါစေလို့ကျုပ်ကဆန္ဒပြုတယ်ဒါလေးဝမ်းသာနိုင်ကြတယ်ဆိုရင်ခင်ဗျားတို့ပဲ3 ချိန်လောက်သာဓုခေါ်ပြီးတော့ကျုပ်တို့ဟောပြောချက်ညီကုန်းချုပ်ကြတော့သို့